လောကလူတွေပြောနေကြတဲ့ချမ်းသာစွာအိပ်စက်ရခြင်းဆိုတာနဲ့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ချမ်းသာစွာအိပ်စက်ရခြင်းဒီအိပ်စက်ရခြင်းနှမျိုးဟာခြားနာသောရှုထောင့်အမြင်များရှိသဖြင့်ခြားနာသောရည်ရွယ်ချက်များရှိလျက်နေပါတယ်လောကလူတွေပြောနေတဲ့ချမ်းသာစွာအိပ်စက်ရခြင်းဘယ်လိုအဓိပ္ပာယ်ရှိပြီးတော့ဘုရားမြတ်စွာဆိုလိုတဲ့ချမ်းသာစွာအိပ်စက်ရခြင်းဆိုတာဘယ်လိုအဓိပ္ပာယ်ရှိသလဲဆိုတာဒီကနေ့ညရှင်းလင်းပြီးတော့ဟောပြောကြရအောင်လောကလူတွေဟာနေထိုင်နဲ့ပတ်သက်ပြီးတော့ချမ်းသာဒုက္ခကိုလိုလားကြစာရေးတောက်တာနဲ့ပတ်သက်ပြီးတော့လည်းချမ်းသာဒုက္ခလိုလားကြတယ်အလိုလားဆုံးကတော့လူတိုင်းဟာချမ်းသာတာအိပ်စက်ရမှုဟာလူတွေမှာငြိမ်းငြိမ်းချမ်းချမ်းနဲ့ချမ်းသာတာအိပ်စက်ရမှုဟာဒီဓမ္မတန်ဖိုးရှိတယ်လို့ပြောရမှာပါဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောကြားတဲ့ချမ်းသာစွာအိပ်စက်ရခြင်းရဲ့အဓိပ္ပာယ်ကအလွန်လေးနက်မှုရှိတယ်ဆိုတာကိုဟဋ္ဌကသုတ်တံကိုလေ့လာကြည့်ခြင်းဖြင့်သိရှိနိုင်ကြပါတယ်ချမ်းသာစွာအိပ်စက်ရခြင်းအဓိပ္ပာယ်ကိုဟဋ္ဌကသုတ်တံမှာမြတ်စွာဘုရားကရှင်းလင်းဟောကြားထားတာဖြစ်ပါတယ်အင်္ဂုတ္တရနိကေမှာဟဋ္ဌကသုတ်ဆိုတာပါရှိတယ်တခါတော့ကမြတ်စွာဘုရားသခင်ကိုရောမြတ်အာလဝီပြည်အနီးနားကနွားအုပ်ကြီးဖြတ်တန်းသွားလာတဲ့တောထန်းတနေရာသိမ္တပါဝနလို့ခေါ်တဲ့ရင်းတိုက်တောထဲမှာရှိတဲ့အရွက်ကျဲကျဲနဲ့ရှိတဲ့ရင်းတိုက်ပင်ကြီးတစ်ပင်ရဲ့အောက်မှာရှင်တော်ဘုရားဟာနားနေခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်ကရာသီဥတုကလည်းအင်မတန်အေးမြတဲ့ဆောင်းရာသီဖြစ်တယ်ဆောင်းရာသီဖြစ်တော့ရင်းတိုက်ပင်ကအရွက်တွေဟာလည်းပဲကျွေတဲ့အရွက်ကကျွေလာတော့အပေါ်မှာကြည့်လိုက်ရရင်ကျိုးတို့ကျဲတဲ့အနေအထားမျိုးရှိတယ်မြတ်စွာဘုရားသရင်သုံးတဲ့သစ်ပင်ပတ်ဝန်းကျင်မှာလည်းပဲဖြတ်တန်းသွားလာထားတဲ့နွားအုပ်တွေရဲ့ခြေရာတွေကအနှံ့အပြားဖြစ်လို့ရေပေါ်မှာနွားခြေရာကြားကနေထွက်လာတဲ့စူးတဲ့ဖွယ်ဖြစ်နေတဲ့မာကြောလာတဲ့ရေတွေကလည်းပဲအပေါ်မှာစုံစုံချွန်ချွန်လေးတက်နေတော့ထိုရင်းတိုက်ပင်အောက်ရောက်အောင်လမ်းလျှောက်ဖို့ဆိုတာခဲရင်တဲ့အနေအထားမှာရှိတယ်ပေါ့နွားခွာရာကြားကထွက်တဲ့မားနေတဲ့မြေကိုနွားခွာရာစုလို့ဒီလိုခေါ်တယ်စုကဲ့သို့ခြုံပြီးတော့နေတယ်အဲ့ဒီပုံမှာလမ်းလျှောက်ဖို့ဆိုတာမြေတွေကအလွန်မာတဲ့အတွက်ကြောင့်ခဏမပါပဲလမ်းလျှောက်မယ်ဆိုလို့ရှိရင်အမတန်လျှောက်ရခက်တဲ့အနေအထားပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းအရွက်ကျိုးတို့ကျဲတဲ့ရှိတဲ့ရင်းတိုက်ပင်ကြီးရဲ့အောက်မှာမြက်ကလေးတွေခင်းပြီးတော့မြက်ဖြာလေးပေါ်မှာထိုင်နေတာတပါးတဲ့အာလူပြည်နားမှာအဲ့ဒီလိုသတင်းသုံးနေတဲ့အချိန်နန်းနေစောစောအာလူမြို့ထဲကနေထွက်ပြီးတော့ရင်းတိုက်တောဘက်ကိုကျမ်းမာရေးအတွက်လမ်းလျှောက်ကြတောတန်းကိုဖြတ်တန်းပြီးတော့လမ်းလျှောက်လာတဲ့ထဲမှာဟ
ထကအာလဝကဆိုတဲ့မင်းသားတဦးလည်းပါလာတယ်ပေါ့ဟထကအာလဝကမင်းသားဆိုတာဒီနေရာမှာဘယ်သူလဲလို့ဆိုလို့ရှိရင်အလုံးကြောက်ကြတဲ့ဇာလံတစ်ခုပါအာလဝီပြည်ကြီးရဲ့အနီးနားမှာတောတန်းတနေရာကညောင်ပင်ကြီးအုပ်အုပ်ဆိုင်ဆိုင်ရှိတယ်အဲ့ဒီညောင်ပင်ကြီးအနီးပါးမှာအာလဝကဘီလူကြီးရဲ့ဗိမာန်ရှိတယ်ပြောတယ်သို့တော်လူတွေမြင်ရတာတော့ညောင်ပင်ကြီးပဲမြင်ရတယ်အာလဝကဘီလူကြီးရဲ့ဗိမာန်ကိုမမြင်ရဘူးအာလဝကဘီလူကြီးကညောင်ပင်အောင်ဝင်ရောက်တဲ့ပုဂ္ဂိုလ်တိုင်းကိုသူကအပိုင်စားရထားတယ်ဒါကြောင့်မို့ညောင်ပင်အောင်ဝင်လာလို့ရှိရင်တော့သူ့အစာဖြစ်ကြရတာများတယ်ပေါ့ဖြစ်ရပုံကတော့ဒီနေ့မှာအာလူကြီးဘုရင်ကြီးကအချမ်းရံနေနဲ့တောကစားထွက်တာတောကစားထွက်တဲ့အခါမှာသမင်းတစ်ကောင်တွေ့တော့ကိုစီဝန်ချပြီးတော့ဝန်တာတွေကိုစီနဲ့ကိုတာဝန်ပေးထားပြီးတော့ထိုသမင်းကိုအမိဖမ်းဖို့အတွက်ဝိုင်းရံထားကြတယ်အဲ့ဒီလိုဝိုင်းရံထားပြီးတော့သမင်းကိုခြောက်တဲ့အခါမှာအမတန်အကင်းပါတဲ့သမင်းကဘယ်ဘက်ကထွက်ရမယ်ဆိုတာကြည့်လိုက်တဲ့အခါကျတော့ဘုရင်ကြီးဘက်ကနည်းနည်းလူအုပ်နေနေတာမြင်တော့ဘုရင်ကြီးဘက်ကထွက်ဖို့ကြိုးစားအဲ့ဒါလိုကြိုးစားပြီးတော့သမင်ကထွက်ပြေးသွားတယ်ပေါ့ဘုရင်ကြီးတာဝန်ကျတဲ့အပိုင်းကနေပြီးသမင်ကလွတ်သွားတော့ဒါပဲမြန်မာတွေပြောနေကြတာရွှေသမင်ဘယ်ကထွက်မြင်းကြီးတာကထွက်ဆိုတာအဲ့ဒါလိုလွတ်သွားတဲ့အခါကျတော့ဘုရင်ကြီးကမာနတွေတက်လာပြီးမခံနိုင်ဘူးပေါ့အများကနေပြီးတော့သေရောမှာကိုမခံနိုင်သည့်အတွက်ကြောင့်ကြိတ်ပြုံးညမှာကိုမခံနိုင်သည့်အတွက်ကြောင့်သူ့ရဲ့ရဲစွမ်းတတ္တိပလအစွမ်းပြပြီးတော့သမင်ပြေးတဲ့နောက်ကနေလိုက်တယ်နောက်ဆုံးတော့သမင်တွေဟာပြေးနိုင်တယ်များပြေးပြီးမပြေးနိုင်တဲ့အချိန်ကျတော့လဲဆင်းပြီးတော့ခံကြတာပေါ့အဲ့ဒီအချိန်မှာဘုရင်ကြီးဟာသမင်ကိုအရာဖမ်းတပ်ဖြတ်ယူပြီးတော့တကယ်တော့သမင်သားစားကြလို့တော့မဟုတ်ဘူးအပျော်ပါလောက်ကြတယ်အဲ့ဒီသမင်ကောင်ကိုပိုင်းပြီးတော့ထမ်းလာခဲ့တယ်ဒီသမင်သူရအောင်ဖမ်းနိုင်တယ်ဆိုတဲ့စွမ်းရည်တတ္တိကိုပြခြင်းလို့သမင်ကိုထမ်းယူခဲ့ပြီးတော့မောမောပန်းပန်းနဲ့ခဏကညောင်ပင်ကြီးအောက်မှာချပြီးခဏနားနေတာဒီအခါမှာဘုရင်ကြီးကအန္တရာယ်ကြုံလာတယ်ပေါ့အာလဝကဘီလူကြီးရဲ့ပိုင်တဲ့ထဲရောက်သွားတော့အာလဝကဘီလူကြီးကနေပြီးဘုရင်ကြီးကိုဖမ်းလိုက်တယ်ပေါ့ဖမ်းလိုက်တော့ဘုရင်ကြီးကကြောက်လန့်ပြီးတော့သူ့ကိုမစားပါနဲ့သမင်သားပဲစားပါလို့ဆိုပြောတော့အာလဝကဘီလူကြီးကရဲတယ်တဲ့ဘုရင်ကြီးကိုယ်တိုင်လည်းသူ့ပစ္စည်းပဲတဲ့သမင်ကြီးကလည်းသူ့ပစ္စည်းပဲငါပစ္စည်းနဲ့ငါ့ကိုအယောင်းဝယ်မလုပ်နဲ့ဘူးသမင်လည်းငါပိုင်တာပဲမင်းလည်းငါပိုင်တာပဲဆိုတော့ဘုရင်ကြီးကခက်ကြုံတယ်သူကပြောတယ်ငါသာမန်ပုဂ္ဂိုလ်မဟုတ်ဘူးဟောဒီအာလဝီပြည်ကြီးကိုပိုင်တဲ့ဘုရင်ငါ့ကိုစားရင်မင်းဒီတနေ့ပဲစားရမယ်ငါ့ကိုလွတ်လိုက်မယ်ဆိုရင်မင်းငါနေ့စဉ်နဲ့အမျှတနေ့ကိုလူတယောက်ထမင်းအုပ်နဲ့ပို့ပေးမယ်ဆိုတော့အာလဝကဘီလူကြီးကစဉ်းစားပြီးတော့လက်ခံတယ်အင်းသူပြောတာဟုတ်တယ်နေ့စဉ်နဲ့အမျှပင်ပင်ပန်းပန်းမခံရဘဲနဲ့လူသားစားနေရမယ်ဆိုရင်ပိုးအဆင်ပြေတယ်သို့တော့သစ္စာတည်ရမယ်သစ္စာဆိုခိုင်းတယ်မင်းမှာသစ္စာလူမှာဂတိမင်းဆိုတာသစ္စာရှိရပြောထားရင်ပြောထားတဲ့အတိုင်းလုပ်ရတယ်ပေါ့ဘုရင်ကြီးကသစ္စာဆိုတယ်နေ့စဉ်နဲ့အမျှသူနန်းတော်ကနေပြီးတော့
သူစီမံခန့်ခွဲပေးတဲ့သမင်းအုပ်ရွက်လာတဲ့လူကိုစားပိုင်ခွင့်ပေးလိုက်အဲ့ဒီလိုစားပိုင်ခွင့်ဒီနေ့ကိုတယောက်မှန်ပို့ဆက်ပြီးတော့ပေးမယ်လို့သူကအာမခံလိုက်အကယ်၍မပေးနိုင်တဲ့နေ့ဆိုလို့ရှိရင်သူကိုယ်တိုင်ဘလူရဲ့အစာဖြစ်ရဒီလိုထားတာအဲ့ဒါလို့သစ္စာပြုခဲ့ရတာဆိုတော့အာလောကဘီလူကြီးကလွတ်လိုက်အာလောကဘီလူဆိုတာအဲ့ဒီအချိန်တုန်းကဘုရားတရားသံဃာကိုမကြည်ညိုသေးတဲ့မိစ္ဆာဘလူကြီးပေါ့အမှန်တမ်းကြမ်းကြုတ်တယ်အဲ့ဒါလို့ဘုရင်ကြီးစီကအခွင့်အရေးရလိုက်တဲ့အခါကျတော့ဘုရင်ကြီးကိုလွတ်လိုက်တယ်နန်းတော်ပြန်ရောက်တဲ့အခါကျတော့အမတ်ကြီးတွေနဲ့အစည်းအဝေးခေါ်ပြီးတော့သူ့ရဲ့ဘုရင်ကြီးကသူလောက်ကင်ခဲ့တဲ့ကိစ္စတစ်ခုကိုပြောပြပညာရှိအမတ်ကြီးတွေကစဉ်းစားကြတယ်ရှင်မင်းကြီးဒီနေ့တယောက်ပို့မယ်ဆိုတဲ့နေရာမှာရက်အကန့်အသတ်ခေါ်ရှိရလားလို့ဆိုဟာဘုရင်ကြီးကပြောတယ်ငါရက်အကန့်အသတ်မပြောခဲ့မိဘူးဆိုဒါဘုရင်ကြီးရဲ့မေ့လျော့ချွတ်ချုံမှုတစ်ခုပဲရက်ကန့်သက်ချက်မပေးခဲ့တဲ့အတွက်ကြောင့်သူကတစ်သလုံးပေးနေရမယ်အဓိပ္ပာယ်ဖြစ်သွားတယ်အဲ့ဒါနဲ့ထောင်ထဲကလူတွေထုတ်ပြီးတော့တနေ့တယောက်အလောကဘီလူကြီးစီပို့ပေးနေထောင်ထဲကလူတွေလည်းဂုံရောဂုံတဲ့အခါတိုင်းပြည်မှာရှိတဲ့လူတွေတိတ်တဆိတ်လမ်းမှာညထွက်တဲ့ပုဂ္ဂိုလ်တွေဖမ်းဘလူကြီးစီသွားခိုင်းအဲ့ဒါလိုနဲ့လှုပ်လာလိုက်တာနောက်ဆုံးဘုရင်ကြီးကဖမ်းပြီးတော့ဘလူစာကျွေးနေတယ်ဆိုတဲ့သတင်းကြောင့်လူတွေဟာအိမ်ပြင်မထွက်ရဲလောက်အောင်ကြောက်လန့်နေကြနောက်ဆုံးတော့လူရှာမရတဲ့အခါကျတော့ဘယ်လိုလုပ်ရတော့ဆိုဘုရင်နန်းတော်မှာအဲ့ဒီနေ့မှာမွေးဖွားလာတဲ့ဘုရင်သားတော်ကလေးကိုပဲပေးရတော့မယ်လောကလူတွေဟာကိုယ့်အချစ်ဆုံးပဲသားတွေသမီးတွေကိုမိဘတွေကချစ်တယ်ဆိုတာကိုယ့်သဘောချကိုယ့်ရဲ့စိတ်ထဲမှာသားသမီးလေးကိုမြင်နေရလို့ကြည်နူးနေလို့ချစ်တာတကယ်တော့လူတွေဆိုတာကိုယ့်အချစ်ဆုံးပဲအဲ့ဒါကြောင့်မို့လို့မိမိကိုယ်ကိုကာကွယ်တဲ့အနေနဲ့သားတော်ကလေးကိုပဲဘလူစာဖြစ်ကျွေးဖို့ရပို့ခိုင်းလိုက်ရတယ်အဲ့ဒီနေ့ဒီအာလောဝီဘုရင်ကြီးရဲ့သားတော်လေးဟာတကယ်ပါရမီရှင်ကလေးပဲတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးပါရမီကုသိုလ်တွေရှိဘူးကလို့ထူးခြားတဲ့မင်းသားလေးဖြစ်တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအဲ့ဒီနေ့တရက်ကြိုပြီးတော့အာလဝကဘီလူကြီးရဲ့ဘုံမိတ်မှန်ကိုရောက်ရှိနေတာအဲ့ဒီအချိန်မှာအာလဝကဘီလူကြီးကသူ့ရဲ့ဘုံမိတ်မှန်ထဲမှာမရှိဘူးအစည်းအဝေးသွားနေတယ်ပြန်လာတဲ့အခါမြတ်စွာဘုရားနဲ့ဘုံမိတ်မှန်နဲ့ရောက်နေတာမြင်တဲ့အခါစိတ်တွေတအားဆိုးတယ်ပေါ့အဲ့လိုစိတ်တွေစားဆိုးလို့တညာလုံးဘုရားကိုလက်နဲ့မျိုးနဲ့ထွက်သွားအောင်ဒုက္ခရောက်အောင်တိုက်ခိုက်မောင်းထုတ်တာမြတ်စွာဘုရားကိုလုံးဝအန္တရာယ်မပြုနိုင်ဘူးအဲ့ဒါလို့မြတ်စွာဘုရားကိုတောင်မောင်းထုတ်လိုက်ရအောင်သူစိတ်ကအမတန်မှချမ်းသာတယ်အဲ့ဒါလို့ချမ်းတဲ့အာလဝကဘီလူကြီးကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကလိမ္မာရင်ကျေးအောင်ဤစနစ်တွေကိုအသုံးချပြီးတော့ဆုံးမတော်မူခဲ့တယ်နောက်ဆုံးမှာအာလဝကဘီလူကြီးကသူ့လက်နဲ့ရှိသမျှတွေအသုံးချလို့ဘာမှအစွမ်းမရတဲ့အခါကျတော့ဘာလုပ်လဲဆိုရင်အရှင်ဂေါရမသူများခွင့်မပြုတဲ့အိမ်ထဲမှာကျူးကြော်ဝင်ရောက်နေတာအခုပဲထွက်သွားလိုက်ပါဆိုတော့မြတ်စွာဘုရားကဒီလိုချမ်းသာတဲ့ပုဂ္ဂိုလ်တယောက်ကိုစိတ်ဓာတ်နုညံ့သွားအောင်ဒီစနစ်ကိုအသုံးပြုတဲ့အနေနဲ့သူစကားကိုနားထောင်တဲ့အနေထားသူ့ကိုဆန့်ကျင်မဲ့မလုပ်ဘူးအေးမင်းကမနေစေချင်ဘူးဆိုရင်သွားတာပေါ့ဆိုဘုရားကထားသူစိတ်ထဲမှာဘလို့ထင်တော့တညာလုံးကထွက်သွားအောင်ကြိုးစားလိုက်ရတာအမျိုးကြိုးစားတာမရဘူးပေါ့အခုကျတော့လေပြောလို့ဆိုလို့လွယ်သားပဲမနေနဲ့သွားဆိုထသွားတာပဲဆိုလို့အဲ့တော့ငါပြောတဲ့အတိုင်းလှုပ်တာဟုတ်မဟုတ်သိရအောင်လို့ရှင်ဂေါရမပြောင်းဝင်ခဲ့ပါအောင်ဆိုတော့
မင်းကဝင်စေခြင်းဝင်ခဲ့တာပေါ့ဆိုမြတ်စွာဘုရားကပြောင်းဝင်လာနောက်တစ်ခါထွက်သွားပါအောင်ဆိုထွက်သွားလိုက်တယ်ဝင်လာခဲ့ပါအောင်ဆိုဝင်လာဘာဖြစ်လို့မြတ်စွာဘုရားကဘလူးခိုင်းတာတွေလုပ်နေရတယ်လဲလို့ဆိုအမတန်စိတ်ကျမ်းတဲ့ဘလူးကြီးဟာစိတ်ဓာတ်ကလေးနုညံ့သွားအောင်လိုက်လျောစွာကျင့်ကြံကြုတ်ကိုအထုတ်ဒီနည်းစနစ်ကလေးတွေကတကယ်မှန်ကန်တဲ့နည်းစနစ်ကလေးတွေပဲစိတ်ကျမ်းတဲ့ပုဂ္ဂိုလ်တွေစိတ်ဓာတ်နုညံ့သွားအောင်လုပ်တဲ့နေရာမှာသူတို့နဲ့လိုက်လျောညီတွေဆန့်ကျင်ဘက်မလုပ်ဖဲနဲ့သူတို့နဲ့လိုက်လျောညီတွေနေတာထိုင်တာဟာလည်းပဲကျမ်းတဲ့ပုဂ္ဂိုလ်တယောက်ကိုနုညံ့သွားစေတယ်တဲ့နောက်ကြတော့ကျမ်းတဲ့ပုဂ္ဂိုလ်ဆိုရင်ကျမ်းတဲ့စိတ်ကိုသိပြီးတော့မစွန့်နိုင်ဘူးအတော်အသင့်နုညံ့သွားတဲ့အခါနောက်တစ်ချိန်ကျတော့သူ့အတွေးကဘလို့တွေးတော့ဒီတစ်ခါရဟန်းဂေါရမထွက်သွားရင်တော့ခြေတော်နှချောင်းတိုင်ပြီးတော့ဂင်းငါမြေဟိုဘက်ကန်းထီအောင်ပြစ်မယ်လို့စိတ်ကူးတယ်အဲ့ဒါလို့စိတ်ကူးပြီးတော့ရဟန်းဂေါရမသူ့ဗိမာန်ထဲကထွက်သွားလိုက်ပါလို့ဆိုတော့မြတ်စွာဘုရားကအစွမ်းတတ္တိပြတဲ့အနေနဲ့ငါမထွက်နိုင်ဘူးတဲ့ဘာဖြစ်လို့တုံးဆိုတော့မင်းကငါ့ကိုထွက်သွားလို့ရှိရင်ခြေနှချောင်းကင်ပြီးတော့ဟိုဘက်ပြစ်မယ်လို့မင်းစိတ်ကူးနေတယ်ဆိုသူအံ့ဩသွားတယ်ငါတွေးတာတောင်သိပါလားအင်မတန်တကိုးကြီးတဲ့ပုဂ္ဂိုလ်ပါလားလို့စိတ်ဝင်စားလာတာအဲ့ဒီအချိန်မှာမြတ်စွာဘုရားကငါ့ကိုခြေနှချောင်းကင်ပြီးတော့ဟိုဘက်ပြစ်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာမရှိဘူးဆိုပြီးတော့ပြောတော့ဒါဖြင့်ရှင်ဂေါရမကိုပု္ပ္ပာမေးမယ်မဖြေနိုင်လို့ရှင်ရှင်ဂေါရမနှလုံးသားကိုခွဲပစ်မယ်လို့ကျမ်းတဲ့စကားဆိုပြန်တဲ့အခါမြတ်စွာဘုရားငါရဲ့နှလုံးသားကိုခွဲနိုင်လောက်အောင်မင်းမှစွမ်းတတ်တိမရှိဘူးမင်းမေးခြင်းတယ်ဆိုရင်တော့မင်းမေးတာတွေငါအကုန်ဖြေမယ်လို့အဲ့ဒီလိုခွင့်ပြုတဲ့အခါမှာမိကုန်းနေမေးတာသူမေးတဲ့မိကုန်းတွေကကတ္တဗဘုရားလက်ထက်တုန်းကအမေးနဲ့အဖြေနှမျိုးစလုံးရှိခဲ့ဒါကတ္တဗမြတ်စွာဘုရားလက်ထက်တုန်းကအမေးနဲ့အဖြေနဲ့ရှိခဲ့တယ်အဲ့ဒီရှိခဲ့တဲ့ထဲမှာအဖြေတွေမိကုန်းတွေရဲ့အဖြေတွေကပျောက်သွားတယ်မိကုန်းတွေပဲကျန်တယ်ဒါကြောင့်မို့ဒီမိကုန်းတွေကိုသူကသိကျင်နေတယ်ဘာတွေလဲဆိုတာအဲ့ဒါကြောင့်မို့အဲ့ဒီမှာမေးလိုက်တာဒီနေရာမှာမိကုန်းနဲ့အဖြေကိုတော့ဘုန်းကြီးတို့မပြောတော့ပါဘူးနော်ဘဝအရေးစိတ်အေးရလေအောင်ဆိုတဲ့တရားထဲမှာဘုန်းကြီးတို့ဟောထားတဲ့အထဲမှာရှိပါတယ်အဲ့ဒီမိကုန်းနဲ့အဖြေတွေအကြောင်းအဲ့ဒီမှာဒီနေရာမှာပြောချင်တာကတော့အာလဝကကြီးကိုဆုံးမလို့ယဉ်ကျေးပြီးတော့အာလဝကကြီးကဘုရားဘာသာအာလဝကဘီလူကြီးကဘုရားဘာသာဖြစ်သွားတယ်လို့ပြောအင်မတန်လိမ္မာယဉ်ကျေးပြီးတော့ဘုရားတရားတန်ခါဥဒိဋ္ဌာတွေဘယ်နေရာသွားဘုရားတရားတန်ခါဥဒိဋ္ဌာရှိခိုးလေးရဲ့သွားပါမယ်ဆိုတဲ့ပဋိညာဉ်ပေးထားတဲ့အချိန်နန္ဒမိုးတော်အလင်းရောက်တဲ့အချိန်မှာခုနကအာလူပြည်ကြီးကသားတော်လေးနဲ့သမင်းအုပ်ကိုပို့လိုက်တဲ့အချိန်ဘုရားကရောက်ရှိနေတဲ့အချိန်လေးနဲ့အဲ့ဒီဓမ္မကံကောင်းတယ်ဒီမင်းသားလေးဟာအကယ်၍သာမြတ်စွာဘုရားရောက်ရှိပြီးတော့မနေဘူးဆိုရင်ဘလူးစားခံရမယ့်အနေအထားမျိုးရှိတယ်ပေါ့လိမ္မာယဉ်ကျေးသွားလို့ဒီမင်းသားလေးပို့လိုက်တဲ့အခါကျတော့ဘလူးကြီးကသောတာပန်ဖြစ်သွားပြီစိတ်ဓာတ်တွေကမချမ်းတော့ဘူးတတ္တဝါတွေပေါ်မှာကျင်နာတတ်တဲ့စိတ်တွေတနာတဲ့စိတ်တွေမေတ္တာထားနိုင်တဲ့စိတ်တွေဝင်လာသောတာပန်ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ဘုရားတရားသံဃာကိုရိုသေလေးစားမှုကလည်းရှိလာပြီမိမိအသက်ပင်သေလင့်ကစားသူတစ်ပါးရဲ့အသက်ကိုတပ်ဖြတ်မှုဆိုတာလုံးဝမပြုတော့ဘူးဆိုတဲ့အနေအထားကြောင့်အဲ့တော့ဒီသူ့အတွက်အစာအဖြစ်လာပို့တဲ့မင်းသားလေးကိုတတ်ဖို့နေတာရှေ့ကလူသားတွေကိုလူတွေရဲ့အသက်ကိုတပ်ဖြတ်ပြီးတော့စားတောက်နေတယ်ဆိုတာတောင်သိရမှာသိသွားမှာကိုရှက်တဲ့အနေအထားမျိုးရောက်သွားတယ်အလွန်ရှက်တယ်ဒါသိမှသိဆိုးတယ်သို့တော့မြတ်စွာဘုရားနဲ့အတူတူထိုင်းနေတဲ့အချိန်မှာမြတ်စွာဘုရားအနိနာမှာထိုင်းပြီးတော့လိမ္မာယဉ်ကျေးစွာနေတဲ့အချိန်မှာဘလူးကြီးကိုမင်းသားလေးနဲ့သမင်းအုပ်ကိုလာပြီးတော့ဆက်တာတဲ့အခါမှာဘလူးကြီးက
မင်းသားလေးကိုလှမ်းယူလိုက်ပြီးတော့မြတ်စွာဘုရားကိုလှူဒန်းလိုက်တယ်တဲ့အဲ့တော့ဒီမင်းသားလေးဟာမင်းကြီးယောက်ျားတွေလက်ကနေပြီးတော့ဘလူကြီးလက်ရောက်သွားတယ်ဘလူကြီးလက်ကနေပြီးတော့မြတ်စွာဘုရားလက်ထဲရောက်သွားတယ်ဘုရားကိုလှူလိုက်တာဘုရားကိုလှူထားတဲ့မင်းသားလေးဖြစ်သွားတယ်ဒါကြောင့်မို့လို့လက်ဆင့်ပြောင်းလာတဲ့မင်းသားလေးဆိုတဲ့အဓိပ္ပာယ်နဲ့ဟဋ္ဌကလို့ဒီလိုခေါ်တာဟဋ္ဌဆိုတာလက်ကဆိုတာတော့ခါငယ်ကနေပြောင်းလာတာလက်တစ်ခုကနေပြီးလက်တစ်ခုကိုပြောင်းရွှေ့ပြီးတော့အသက်ရှင်လာတဲ့မင်းသားလေးလို့ဒီလိုအဓိပ္ပာယ်ရတယ်မင်းကြီးယောက်ျားတွေရဲ့လက်ကနေပြီးတော့ဘလူကြီးလက်ကနေပြီးတော့ဖရာလက်ထဲရောက်ဖရာလက်ကမှတခါမင်းကြီးယောက်ျားတွေလက်ကိုပြန်ပြီးတော့အနှံပေးလိုက်တယ်ဒါကြောင့်မို့ဒီမင်းသားလေးဟာနန်းတော်ပဲပြန်ရောက်သွားတယ်ပေါ့သို့တော်လည်းဘုရားကိုလှူထားတာဖြစ်သောကြောင့်ခုခေတ်စကားနဲ့ပြောမယ်ဆိုရင်မြတ်စွာဘုရားရဲ့မွေးစားသားဖြစ်သွားပြီပေါ့အဲ့ဒါလို့ဘုရားရဲ့မွေးစားသားဖြစ်တဲ့ဟဋ္ဌကဆိုတဲ့ဒီမင်းသားဟာသာသနာတော်မှာအလွန်ထင်ရှားလာတဲ့မင်းသားတစ်ဦးဖြစ်လာအရွယ်ရောက်လာတဲ့အခါမှာသူ့ရဲ့နောက်ကဥပဒကာတွေ900အချမ်းရံနဲ့အမတန်မှစီစီလုံးလုံးရှိတယ်ဟဋ္ဌကဟာသူ့နောက်ပါဥပဒကာ900ကိုသူကစီးလုံးထားတဲ့နေရာမှာအလွန်အစွမ်းထက်အခြားပရိသတ်တွေတဲ့သူကစီးလုံးညီညာမှုရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားကဥပဒကာဒါယကာတွေကိုသာသနိကဘွယ်တူးတွေပေးတဲ့အခါမှာဟဋ္ဌကအာလဝကကိုလည်းပဲဘွယ်တူးတစ်ခုထည့်ပြီးတော့ပေးထားတယ်အဲ့ဒီဘွယ်တူးကတော့ဘာလဲဆိုရင်သင်္ဃဝတ္ထု၄ပါးဖြင့်နောက်လိုက်နောက်ပါတို့ကိုစီယုံတဲ့နေရာမှာထူးချွန်ဆုံးဆိုတဲ့ဘွဲကိုပေးစီယုံမှုထူးချွန်စုပေါ့စီယုံတဲ့နေရာမှာအလွန်ထူးချွန်တယ်လို့ဟဋ္ဌကအာလဝကမင်းသားလေးကိုဒီလိုဘွဲပေးထားသူကတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးနောက်ကြတော့သောတာပန်တဂရဂံနဲ့နောက်ဆုံးအနာဂံအဆင့်ထိအောင်ရောက်သွားပြီသာသနာတော်မှာထင်ရှားတဲ့မင်းသားလေးတစ်ပါးဖြစ်လာပြီဟောသူ့မှာအံ့ဩဖွယ်ကောင်းတဲ့အံ့ဖွယ်ကောင်းတဲ့အရည်အသွေးတွေကဘာတွေတော့ဆိုရင်သူဟာသရတရားသိကောင်းတယ်တဲ့ဟောသရတရားကောင်းတဲ့နေရာမှာအလွန်ထင်ရှားတယ်သရတရားကောင်းတယ်နောက်ကိုချင်းသီလနဲ့ပြည့်စုံတယ်ကိုချင်းသီလနဲ့ပြည့်စုံတဲ့နေရာမှာလည်းပဲအလွန်ထင်ရှားတယ်နောက်တစ်ခုကမကောင်းတာလုပ်ရမှာမဟုတ်တာပြောရမှာမဟုတ်တာကြံစည်ရမှာအလွန်ရှက်တတ်တယ်ဆက်ဆုပ်တတ်တယ်မကောင်းတာလုပ်ရမှာမကောင်းတာပြောရမှာမကောင်းတာကြံရမှာအလွန်ကြောက်လန့်တတ်တယ်ဟိရိဥတ္တပနဲ့ပြည့်စုံတယ်လို့ဒီလိုပြောတာအေးဒါတွေမကဘူးဟဋ္ဌကမင်းသားလေးဟာမြတ်စွာဘုရားထံကတရားဓမ္မတွေနာယူပြီးယဟန်တော်ရှင်မြတ်တွေစီကယဟန်တာရှင်မြတ်တွေစီကတရားဓမ္မကိုနာယူထားလို့တရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ဘုဒ္ဓတွေအများကြီးရှိတယ်တဲ့ဘုဒ္ဓတွေအများကြီးရှိတယ်နောက်တစ်ခုကတော့သရတရားကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အားလျော်စွာအမြဲတမ်းစွန့်လွတ်လှူဒန်းမှုရရောမှုဆိုတဲ့စာကခုံနဲ့လည်းပြည့်စုံတယ်နှမျောတွန့်တို့ခြင်းမရှိဘူးဟဋ္ဌကမင်းသားလေးဟာစွန့်ကြဲပိတ်ခတ်တဲ့နေရာမှာလည်းပဲအမတန်မှရရောတယ်နောက်ဂုဏ်တစ်ခုကတော့သူကပညာထက်မြက်တယ်လို့ဒီလိုဆိုတယ်ထက်မြက်တဲ့ပညာဆိုတာတာမန်အခြေခံပညာမျှတာမကဘူးသင်္ခါရတရားတွေကိုအနိစ္စဒုက္ခအနတ္တလို့ဖြစ်မှုပြမှုတွေကိုရှုမြင်တဲ့နေရာမှာလည်းပဲသူပညာအလွန်စင်တန်းမြင့်သောတာပန်ကနေသဂရဂံကနေအနာဂံဆိုတော့ဝိပဿနာဉာဏ်ဟာအလွန်ရင့်တန်တယ်ပေါ့ဉာဏ်နာအဆင့်ဖြစ်ဖို့ရာဝိပဿနာဉာဏ်မျိုးသာသူ့မှာလိုနေသေးတာပေါ့အဲ့တော့ဉာဏ်နာဖြစ်ဖို့ဝိပဿနာကြတော့အနာဂံဖြစ်တဲ့ဝိပဿနာတဲ့ပိုတဲ့အဆင့်မြင့်တယ်လို့ပြောအောင်ပါပေါ့အေးအဲ့ဒါလို့ထူးချွန်တဲ့ဟဋ္ဌကမင်းသားလေးအံ့ဩဖွယ်သူ့ရဲ့ဂုံကြီးဂုံသွေးတွေရှင်မျိုးနဲ့ပြည့်စုံတဲ့နေရာမှာသူဟာဒီလိုထူးခြားပေမဲ့လို့ထူးခြားမှုကိုထုတ်ဖော်ပြောဆိုဖို့အလွန်ဝန်လေးတဲ့ပုဂ္ဂိုလ်တူတဲ့အဲ့ဒါကိုအပိစ္ဆလို့ခေါ်တယ်
လောကမှာလူတွေကကိုယ်ရှိလို့ရှိတာတဲ့ပို့ပြီးတော့ကြွားကြညတယ်ပေါ့အေးဟောဒီဟတ္တကမင်းသားလေးကတော့ဘယ်တော့မှသူ့ရဲ့ဂုံကြီးဂုံသွေးကိုထုတ်ဖော်ပြောဆိုဘူးသူ့ကိုဂုံကြီးဂုံသွေးကိုသူများသိမှဆိုးတယ်ခက်ကုတ်ကိုရိုးရိုးလေးပဲနေတယ်သူ့ရဲ့ဂုံကြီးဂုံသွေးတွေကိုဘယ်တော့မှထုတ်ဖော်ပြောဆိုလို့မရှိဘူးဒါကြောင့်မို့လို့အပိစ္ဆာလို့ဆိုတဲ့ဒီအလိုနီးချင်းဆိုတဲ့ဂုံအင်္ဂါနဲ့လည်းပြည့်စုံတယ်လို့ဒါကဒီပုဂ္ဂိုလ်ရဲ့ပတ်သက်တဲ့အည်အသွေးတွေဟောဒီဟတ္တကမင်းသားလေးဟာသင်္ဃဝတ္ထုတရား၄ပါးနဲ့ပြိဿတ်ကိုစီယုံတဲ့နေရာမှာအမြဲတမ်းထူးချွန်တယ်ဒီခါတော့ကသူ့နောက်လိုက်နောက်ပါပြိဿတ်တွေကစီလုံးညီညီညွတ်ညွတ်နဲ့မြတ်စွာဘုရားစီလာတော့မြတ်စွာဘုရားကအမြဲတမ်းညီညွတ်တဲ့သူ့ရဲ့နောက်လိုက်နောက်ပါတွေကိုကြည့်ပြီးဘုရားကဟတ္တကတဲ့ဒီပြိဿတ်တွေကိုဘယ်လိုလုပ်ပြီးတော့စီယုံထားတာတုံးလို့မြတ်စွာဘုရားကမေးတယ်မေးတဲ့အခါကျတော့အရှင်ဘုရားတဲ့မြတ်စွာဘုရားဟောထားတဲ့သင်္ဃဝတ္ထုတရား၄ပါးရဲ့ဤစနစ်အတိုင်းတပြီးတော့စီယုံတာပါအသိအခွင့်လုပ်ပြီးတော့ဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်တိုင်းသင်္ဃဝတ္ထုတရား၄ပါးဆိုတာမှတ်သားပြီးတော့စီယုံတဲ့နေရာမှာအမြဲတမ်းအရေးကြီးပါတယ်နော်အေးအစည်းယုံလုပ်ရုံနဲ့မကဘူးမိသားစုထဲမှာလည်းပဲစီယုံဖို့အမြဲတမ်းအရေးကြီးတယ်ပေါ့မိသားစုဟာဒါအသေးငယ်ဆုံးသော society လို့ပြောရမှာပါလူတွေရဲ့ society ဟာမိသားစုတစ်ခုဟာ society လေးတစ်ခုပဲကိုမိသားစုအတွင်းတောင်တချို့ကမစည်းရုံးနိုင်တဲ့အတွက်ကြောင့်တယောက်နဲ့တယောက်မတည့်ကြဘူးလေညီကောင်မောင်နှမတွေတယောက်နဲ့တယောက်မတည့်ဘူးတဲ့နော်အမေနဲ့သားသမီးတွေနဲ့မတည့်ဘူးတဲ့အဖေနဲ့သားသမီးတွေနဲ့မတည့်ဘူးတဲ့မစည်းရုံးနိုင်ကြဘူးပေါ့အဲ့ဒီမစည်းရုံးနိုင်တာဘာကြောင့်လဲလို့ဆိုလို့ရှိရင်အခုပြောရတဲ့သင်္ဃဝတ္ထု၄ပါးဆိုစည်းရုံးဖို့ရာအတွက်ဒီအကြောင်းအချက်၄မျိုးအသုံးမချလို့ပဲဒါ four conditions of unity ပေါ့ four conditions of unity ဖြစ်ဖို့ရာအတွက်ဒီအကြောင်း၄မျိုးဟာအမှန်တမ်းအရေးကြီးတယ်ဒါကြောင့်မို့အသင်းအဖွဲ့လုပ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေမိသားစုပဲဖြစ်စေတစုတဝိတွေနေတဲ့အချိန်ခါကာလမှာဟောဒီစီယုံရေးတရား၄မျိုးသင်္ဃဝတ္ထုတရား၄မျိုးဟာအမြဲတမ်းအရေးကြီးတယ်သင်္ဃဆိုတာစုစည်းပေးတာတဲ့လူတွေစည်းလုံးညီညွတ်နေအောင်စုစည်းပေးနိုင်တဲ့စွမ်းအားရှိတယ်အဲ့ဒီ၄မျိုးကဘာလဲလို့ဆိုရင်ဒါနပေးတာကမ်းတာရှိရမယ်စည်းလုံးညီညွတ်မှုအတွက်ပေးမှုကမ်းမှုဟာအမြဲတမ်းအကောင်းဆုံးသောစည်းလုံးဒါကြောင့်မို့ပေးကမ်းခြင်းသည်အောင်မြင်ရာဤလို့ပြောတာနော်ခုခေတ်လူတွေပို့ပြီးတော့သဘောပေါက်တာပေါ့ဘာဖြစ်ဖြစ်ပေးလိုက်လို့ရှိရင်ချောတယ်ပေါ့မပေးရင်မချောဘူးဟုတ်လားအရာရာဟာပေးလိုက်လို့ရှိရင်လုပ်ငန်းကင်တာချောမွေ့အောင်မြင်သွားနိုင်တယ်ပေါ့ဒါလည်းစီယုံရေးတစ်ခုပဲဒါနဆိုတာပေးရကမ်းရတယ်မိသားစုအတွင်းမှာပဲဖြစ်စီပေးရကမ်းရတယ်နော်အမေဖေလှုပ်တဲ့ပုဂ္ဂိုလ်ကခီးသွားတယ်ပြန်လာတဲ့အခါသားလေးအတွက်သမီးအတွက်ဆိုဟောဝဲလာပေးတယ်မွေးနေ့ဆိုရင်မွေးနေ့လက်ဆောင်လေးပေးတယ်သားသမီးတွေမွေးနေ့ဆိုရင်မွေးနေ့လက်ဆောင်လေးပေးတယ်လူကျင်နာလေးတွေဝယ်ပေးတယ်ဝယ်ပေးရင်ဟောသားသမီးကလည်းအမေကိုပိုချစ်လာတယ်အဖေကိုပိုချစ်လာတယ်ဟောသားသမီးဘက်ကကြည့်လို့ရှိရင်လည်းအမေအဖေကိုဘယ်တော့မှပြစ်မထားဘူးဟင်းကောင်းလေးတစ်ခွက်ချက်ရင်အမေအိမ်ပို့ပေးတယ်အဖေအိမ်ပို့ပေးတယ်အမေကြိုက်တတ်တဲ့အစာလေးအဖေကြိုက်တတ်တဲ့အစာလေးဟောတယ်လို့ပေးတာအော်ဒီအဝတ်ကလေးကတော့အမေနဲ့တော်တယ်ဒီအဝတ်ကလေးကအဖေနဲ့တော်အော်မိဘဆိုတာသားသမီးကပေးပြီဆိုလို့ရှိရင်ဂုံယူပြီးတော့တပြပြဒါသားလေးကပို့လိုက်တာဒါကသမီးလေးကပို့လိုက်တာနဲ့ဆိုပြီးတော့ပေးလိုက်တာဆိုပြီးဂုံယူလို့မဆုံးဘူးအေးဒါကြောင့်မလို့ဒါဟာစီယုံရေးတစ်ခုပဲစီယုံတယ်ဆိုတာမေတ္တာနှောင်ကြိုးတဲပေးတာပဲတယောက်နဲ့တယောက်မေတ္တာချင်းစည်းလုံးမိသွားတာဒီအဓိပ္ပာယ်ကိုပြောတယ်လူတွေကတဦးနဲ့တူမေတ္တာနှောင်ကြိုးဖြစ်ထိန်းထားနိုင်မှသာလဲစီယုံမှုဆိုတာမပြိုကွဲနိုင်ဘူးတဲ့မိသားစုအတွင်းမှာလည်းပဲဒီမေတ္တာနှောင်ကြိုးမေတ္တာကြီးထွားလာအောင်လုပ်တဲ့နည်းစနစ်ဟာအခုလိုတန်ဖိုးတွေမကြီးလာပေမဲ့လို့ပေးမှုကမ်းမှုလေးကိုမပြတ်လုပ်ပေးရတယ်တဲ့ဇနီးမောင်နှံ2ဦးဆိုလို့ရှိရင်လဲ
နော်ယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်ကဇနီးကိုလက်ဆောင်ပန္နာပေးတာသူကြိုက်တတ်တဲ့အစာလေးပေးတာဝဲလာတာတဦးနဲ့တဦးဟာမေတ္တာနှောင်ကြိုးကပို့ပြီးတော့ခံကျဲလာအဲ့ဒါလို့တဦးတူကျင်နာမှုတွေနဲ့ပေးကြခံကြပြီဆိုလို့ရှိရင်ဟောဒီဌာနပေးခံခြင်းသည်အောင်မြင်ရာဤဆိုတဲ့အတိုင်းအရေးကြီးဆုံးသောစီလုံးရေးတစ်ခုဖြစ်ပါတယ်အပေါင်းအသင်းထဲမှာအသင်းအဖွဲ့ထဲမှာတဦးတူဟာပေးရတယ်ကမ်းရတယ်အဖွဲ့အသင်းတစ်ခုလှုပ်ထားလို့ရှိရင်ကိုယ့်အိမ်မှာစားစရာရှိဟေးလာကြဟေးတို့အဖွဲ့ဝင်တွေခေါ်ပြီးတော့ကျွေးတယ်ညံ့ညံ့တာရှယ်ယာလုပ်ကြအဲ့ဒီလိုလှုပ်ချင်းဖြင့်ပို့ပြီးတော့စီလုံးမှုတွေရလာနိုင်တယ်ပေါ့ဒါနဆိုတာရှိတာတခါတည်းဒါလေးနဲ့လုံလောက်ပြီလားလို့ဆိုတော့မလုံလောက်သေးဘူးပေးယုံကမ်းယုံလေးနဲ့မလုံလောက်သေးဘူးဒါကြောင့်မို့ဒုတိယတစ်ခုမြတ်စွာဘုရားကထပ်ဖြည့်ဟောတယ်ဒါကဘာလို့ဆိုပေယဝိဇ္ဇာကျင်နာတဲ့စကားပြောဖို့ယဉ်ကျေးတဲ့စကားပြောဖို့ချစ်ခင်ပွေရာစကားပြောဖို့လိုအပ်သေးတယ်တချို့ကပေးတာတဲ့ဒီစကားပြောတဲ့အခါမှာကျင်ကျင်နာနာယဉ်ကျေးကျေးပြောတာကိုကိုယ်သဘောကျအဲ့ဒါလို့ယဉ်ကျေးကျေးသဘောကျတော့ဒီအတွက်ကြောင့်မြတ်စွာဘုရားကပေးမှုကမ်းမှုအပြင်တဲ့ပြောဆိုဆက်ဆံတဲ့အခါမှာအကိုအရွယ်ဆိုရင်အကိုလို့ခေါ်ရမယ်ညီလေးအရွယ်ရဆိုရင်ညီလေးလို့ခေါ်ရမယ်အမအရွယ်ဆိုအမနော်တချို့ကျတော့မတန်မတန်အရွယ်ကြီးခေါ်တာရှိသေးတယ်ကိုယ်ရဲ့ငယ်တန်းနဲ့အန်တီလို့သွားခေါ်ရင်ရဖြစ်ခံမှာပဲအဲ့ဒါနော်ကိုယ်နဲ့ဓာတ်တူကြီးသွားပြီးဦးလေးလို့ခေါ်လို့ရှိရင်လည်းဒုက္ခပေးမှာပဲအဲ့ဒါမျိုးသူတန်ရာလေးခေါ်ပြီးတော့ယဉ်ကျေးကျေးပြောဆိုဆက်ဆံမယ်ဆိုလို့ရှိရင်စီလုံးမှုဟာပို့ပြီးတော့အောင်မြင်လာနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဒုတိယလောက်ရမှာကပေယဝိဇ္ဇာတဲ့စီယုံရေးအတွက်ချစ်ခင်ပွဲရာယဉ်ကျေးတဲ့စကားမျိုးနဲ့ပြောဆိုဆက်ဆံနောက်တစ်ခုအသုံးပြုရမယ့်စီယုံရေးတစ်ခုကဘာလို့ဆိုအဋ္ဌစရိယအဋ္ဌဆိုတာအကျိုးသို့မဟုတ်ကိစ္စစရိယဆိုတာပြုလုပ်ပေးတာတစ်ဖက်သားမှာကိစ္စရှိလို့ရှိရင်ကြည့်ပြီးတော့မနေဘူးတို့တော့မအားသေးဘူးမသွားနိုင်ဘူးဆိုတာမလုပ်ဘူးကိုယ့်အလုပ်ကိုအသာပယ်ထားပြီးတော့သူ့တောင်းသူ့အလုပ်သူ့မှာအရေးကြီးတဲ့ကိစ္စရှိရင်ဝိုင်းဝန်းဆောင်ရွက်ပေးကြတစ်ဖက်သားရဲ့ကိစ္စကိုမနေတတ်ဘူးဝိုင်းပြီးတော့ဆောင်ရွက်ပေးတယ်ဆိုဟိုလူကကျေးဇူးတွေတင်လို့မေတ္တာတွေတက်ဝင်လာတယ်ပေါ့ဒါကြောင့်မို့အဋ္ဌစရိယဆိုတာလည်းအမှန်တန်အရေးကြီးတယ်ပေါ့တချို့ကချိုသာတဲ့စကားကိုပြောပြီးမဲ့လို့လက်မပါတာရှိသေးတယ်လေအလုံးလုံးเสียရှိတဲ့အခါကျတော့ရှောင်းဖဲနေလို့ရှိရင်ဒီလူကသူကိစ္စရှိရင်သာသူများကိစ္စရှိရင်ဘယ်တော့မှမလုပ်ဘူးခေါင်းတိတ်နေတတ်တယ်ဆိုတဲ့အမြင်နဲ့စီယုံရေးဟာပြပြသွားနိုင်တယ်ဒါကြောင့်မို့မနေဘူးသူများကိစ္စရှိရင်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှုအဋ္ဌစရိယဆိုတာလည်းပဲစီယုံရေးအတွက်အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နောက်ဆုံးတစ်ခုကတော့ဘာလဲဆိုရင်တမာနတ္တတာလူတွေကတဦးနဲ့တူဆက်ဆံတဲ့အခါမှာဓာတ်တူဆက်ဆံဖို့လိုအပ်တယ်တချို့ကတော့မတူမတန်လှုပ်တတ်တယ်မတူမတန်လှုပ်ပြီးတော့အထင်သေးပြီဆိုလို့ရှိရင်မေတ္တာတွေခံသွားနိုင်တယ်ပေါ့ကိုယ်တွေဘလောက်ပဲငယ်မတူမတန်သဘောမထားဘူးအလေးထားတယ်တန်ဖိုးထားတယ်တန်ဖိုးထားပြီးတော့ဆက်ဆံတယ်မိမိနဲ့ကိုယ်တူထားတယ်အဲ့ဒီလိုမိမိနဲ့ဓာတ်တူထားပြီးတော့ဆက်ဆံတတ်ပြီဆိုလို့ရှိရင်စီယုံမှုဟာအောင်မြင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဒါနပေယဝိဇ္ဇာအဋ္ဌစရိယတမာနတ္တတာတဲ့အဲ့ဒီ၄မျိုးဟာတကယ်စီယုံရေးကောင်းတဲ့နေရာမှာ၄မျိုးဖြစ်တယ်ပေါ့ဟောဒီစီယုံရေး၄မျိုးမှာအသုံးမပြုဘူးဆိုလို့ရှိရင်တဲ့မိသားစုအတွင်းတောင်မှမိဘဟာသားသမီးရဲ့အကျိုးမခံစားရတတ်ဘူးမိဘပင်ဖြစ်နေကြစားသားသမီးကမိဘကိုပြစ်ထားတတ်တယ်သားသမီးကမိဘကိုပြစ်ထားသလိုမိဘကလည်းသားသမီးကိုပြစ်ထားအချင်းချင်းအစီမကူကြဘူးပေါ့ဒီလိုဖြစ်တတ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကအဲ့ဒီစီယုံရေး၄မျိုးဟာဘယ်လောက်ထိအရေးပါတယ်လဲလို့ဆိုလို့ရှိရင်ညင်လဲတို့လှဲတို့ဘိန်းကျွတ်မသွားအောင်ဘေးကနေပြီးတော့ဂလန်ကလေးတတ်ထားတာနဗံဆောင်လို့ခေါ်တယ်အဲ့ဒီနဗံဆောင်လို့ပဲအမတန်မှအရေးကြီးတယ်တဲ့
ဆိုလိုတာခုခေတ်ကားဆိုရင်တော့ဒါနတ်ပေါ့နော်ဘိန်းကျွတ်သွားလို့ရှိရင်ဒီကားဟာဆက်သွားလို့မရတော့ဘူးပေါ့လောကကြီးဟာစစ်စစ်မပြတ်စီယုံရေးဟာအောင်မြင်နေဖို့ရအတွက်ဟောဒီ၄မျိုးဟာအမတန်မှအရေးပါတဲ့အခန်းကဏ္ဍရှိတယ်လို့ဒီလိုဟောလို့ဟရကမင်းသားလေးကိုမြတ်စွာဘုရားကနေဒါလောက်များတဲ့ပရိသတ်ကိုဘလို့စုစည်းထားတာတော့ဘလို့စည်းရုံးထားတော့ဆိုတော့အရှင်ဘုရားဟောထားတဲ့ဒီသင်္ဃဝတ္ထုတရား၄ပါးအတိုင်းတပြီးတော့စည်းလုံးထားပါတယ်ဗျာတဲ့သူစည်းလုံးပုံလေးကတစ်မျိုးလူတွေကို၄မျိုးခွဲလိုက်တယ်လူတွေကို၄မျိုးခွဲလိုက်တယ်တချို့ကပေးတာကမ်းတာကြိုက်တဲ့လူရှိတယ်အဲ့ဒီလိုပေးတာကမ်းတာကြိုက်တဲ့လူကိုဦးစားပေးပြီးတော့ပေးကမ်းတယ်ပေါ့အဲ့ဒီနည်းနဲ့စည်းရုံးတယ်တချို့လူတွေကပေးတာကမ်းတာကိုသိပြီးတော့တန်ဖိုးမထားဘူးစကားပြောရင်မာပြောရင်ဟုတ်လားမကြိုက်ဘူးချိုးချိုးသားသားပြောမှကြိုက်တဲ့လူမျိုးကြတော့ချိုးချိုးသားသားပြောပြီးတော့စည်းရုံးတယ်ပေါ့တချို့ကပေးတာကမ်းတာလည်းအဓိကမထားဘူးချိုးချိုးသားသားပြောတာလည်းအဓိကမထားဘူးကိစ္စဝိစ္စရှိလို့ရှိရင်ဝိုင်းကူလုပ်လို့ရှိရင်ကျေးဇူးတင်တတ်တယ်အဲ့ဒါကိုတန်ဖိုးထားတဲ့လူဆိုလို့ရှိရင်လည်းသူကိစ္စကိုခရီးတစ်ဆိုင်ဝမ်းဝမ်းဆောင်ရွက်ပေးတယ်အဲ့ဒီနည်းဖြင့်စည်းရုံးတယ်တချို့ကြတော့ပေးတာကမ်းတာလည်းအဓိကမထားဘူးချိုးချိုးသားသားပြောတာလည်းအဓိကမထားဘူးကိစ္စဝိစ္စဆောင်ရွက်ပေးတာလည်းအဓိကမထားဘူးသူအဓိကထားတာဘာတော့ဆိုရင်ကိုယ့်ကိုအထင်သေးမြင်သေးနဲ့ဆက်ဆံလာလို့ရှိရင်မခံနိုင်ဘူးတဲ့ဓာတ်နုထားပြီးဆက်ဆံတာကိုသဘောကျတယ်ဆိုတဲ့ပုံကိုယ်တွေကိုဓာတ်နုထားပြီးတော့ဆက်ဆံပါတယ်ဟောတာအာလဝကမင်းသားလေးကပိဋကတ်ကိုစုစည်းနီးစည်းရုံးနီးပဲသူကအဲ့ဒါလို၄မျိုးခွဲပြီးတော့လူတွေရဲ့အကြိုက်အတိုင်းစုစည်းလိုက်တာနောက်တစ်ခုသူဖြည့်ဆွဲပြီးတော့လျှောက်တာလေးတစ်ခုရှိတယ်အရှင်ဘုရားတဲ့လောကလူတွေဟာဒီလိုစည်းရုံးရုံနဲ့မကဘူးတဲ့လူတွေဟာတပည့်တော်စကားနားထောင်ဖို့ရလောက်နားထောင်ဖို့ရနောက်တစ်ခုအကြောင်းကတော့တပည့်တော်ကပစ္စည်းဥစ္စာချမ်းသာတဲ့မင်းသားတစ်ပါးတဲ့ဟုတ်တယ်လောကလူတွေကရွှေရှိမှအမျိုးတော်တာလေဆင်းရဲတဲ့လူရဲ့စကားဆိုရင်နားထောင်မှာမဟုတ်ဘူးတဲ့တပည့်တော်ကချမ်းသာတယ်ချမ်းသာတဲ့မင်းသားဂုဏ်ရှိတဲ့မင်းသားဆိုတော့တပည့်တော်ဘာပြောရဆင်းရဲပြီဘာမှစားစရာမရှိဘူးဆင်းရဲမွဲတေတဲ့လူတယောက်ကဥဆောင်မယ်ဆိုရင်ဘယ်သူမှလိုက်မှာမဟုတ်ဘူးအဲ့တော့ချမ်းသာဖို့ဆိုတာလည်းပဲလိုအပ်သေးတယ်ဆိုလိုတာကဓနဂုဏ်လေးကလည်းရှိရအောင်ဒါကြောင့်လူတိုင်းဟာချမ်းသာအောင်တော့ကြိုးစားကြအောင်ကြိုးစားကြပစ္စည်းဥစ္စာနဲ့ပြည့်စုံအောင်ကြိုးစားပစ္စည်းဥစ္စာနဲ့ပြည့်စုံပြီဆိုလို့ရှိရင်လူရဝင်လာလူရဝင်တယ်လူလောကကိုကရွှေရှိမှအမျိုးတော်တယ်ဘူဒီတိမှအမျိုးတော်တယ်ဆိုတာဒါတကယ်ပဲစားစရာမရှိဘူးဆိုရင်အမျိုးတောင်မှပဲမတော်ပါဘူးလုပ်ချင်တယ်နော်စားစရာရှိပြီသိပ်ပြီးတော့အောင်မြင်လာပြီကြီးပွားလာပြီယာရုတွေကြီးလာပြီဆိုရင်ကျမ်းဖန်ပြီးတော့အမျိုးဆက်တယ်ကျမ်းဖန်ပြီးတော့အမျိုးဆက်တယ်အဲ့ဒီလိုယာရုလည်းမရှိဘူးစီးစိမ်ဥစ္စာလည်းမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ကြတော့ကျမ်းဖန်ပြီးတော့အမျိုးတွေကနေပယ်ထုတ်တယ်ဒါလူတွေရဲ့သဘာဝကိုပြောပြတာနော်အဲ့ဒါကြောင့်မလို့အလဝကမင်းသားကလျှောက်တယ်ဟတ္တကမင်းသားလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်စကားလူတွေကနားထောင်မှာပေါ့တဲ့တပည့်တော်ကဘာဖြစ်လို့လဲဆိုချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တယောက်ပါပေးနိုင်ကမ်းနိုင်တဲ့လူတယောက်ပါအဲ့ဒါလည်းပဲသူစီယုံဖို့အောင်မြင်ခြင်းရဲ့အကြောင်းတစ်ခုပဲလို့အဲ့တော့အဲ့ဒီမင်းသားဟာတရက်ကြတော့မြတ်စွာဘုရားခုနကသတင်းသုံးနေတဲ့နေရာမနဲ့စောစောသူကအညောင်းပြေညာပြေလမ်းလျှောက်ရင်းကနေဘုရားသတင်းသုံးတဲ့သစ်ပင်ကြီးကဖြတ်သွားတော့ဘုရားကိုမြင်တာပေါ့မြင်တဲ့အခါကျတော့အရှင်ဘုရားတဲ့ချမ်းသာတာအိပ်ဆက်ရပါရဲ့လားလို့မေးတာမနဲ့စောကြီးဆိုတော့အဲ့ဒီညမြတ်စွာဘုရားအဲ့ဒီသစ်ပင်အောက်မှာပဲသတင်းသုံးတဲ့အနေထားရှိတယ်ပေါ့ဒါကြောင့်မို့မနေ့စောစောသူရောက်လာတဲ့အခါကျတော့ဘုရားထိုင်နေတာတွေ့တော့အရှင်ဘုရားညကချမ်းသာကျင်းရပါရဲ့လားလို့မေးလိုက်တာနော်ကျင်းတယ်ကိန်းဆက်တယ်ဆိုတဲ့ဗမာစကားကိန်းအောင်တယ်ဆိုတဲ့အလားအဲ့ဒီကိန်းကနေပြီးတော့ဘယ်လိုကြောင့်ကျင်းပြောင်းသွားသလဲမသိဘူးနော်ကိန်းအောင်မွေးလျော်ဆိုတာတူဒီတနေရာဒီအာယုံမျိုးမျိုးစိတ်တွေမလွင်ပါစေပဲနဲ့တူဒီနေတာထိုင်တာကိုကိန်းအောင်တယ်လို့ဒီလိုလေးပဲရတယ်
အဲ့ဒီကနေဆက်ပြီးတော့ဒီကိန်းနဲ့ကျင်းနဲ့ဆိုတဲ့စကားလုံးကိုကြည့်ပြီးတော့ဘုန်းကြီးတွေလည်းဘယ်အချိန်ဖြစ်ဖြစ်တကားတွေကလာလို့ရှိရင်ရှင်ဘုရားကျင်းနေသလားကြီးမေးတာဒါပေမဲ့အဓိပ္ပာယ်ကကျင်းနေသလားဆိုအိတ်နေသလားဆိုဘုန်းကြီးရဲ့တဏီကုံအိတ်နေတဲ့အဓိပ္ပာယ်ရောက်တယ်ဘယ်ချိန်လာအဲ့ဒါတဘာတဲ့နေရင်တော့အရှင်ဘုရားကျင်းနေတာလားနဲ့မေးကြတယ်နော်အဲ့ဒီကျင်းနေတယ်ဆိုတဲ့အဓိပ္ပာယ်ကအိတ်နေတယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးတဘာဒီကိန်းအောင်နေတယ်လို့ဒီလိုပြောတာနော်ပฏิတန်လာနဆိုတဲ့စကားလုံးကလာတာတဘာဒီကိန်းအောင်တယ်ဆိုတာအာယုန်တဘာစိတ်တွေမလွင့်ပွားရအောင်ထိမ့်သိမ့်ပြီးတော့ကမ္မထံဘာဝနာနဲ့နေမယ်ဒီလိုစိတ်ကိုအာယုန်တွေထဲမှာထွေပြားပြီးတော့မသွားအောင်ကမ္မထံအာယုန်တစ်ခုတည်းနဲ့တမာရိလုပ်ငန်းတစ်ခုလုပ်ပြီးတော့နေတာမျိုးကိုကိန်းအောင်တယ်လို့ဒီလိုပြောတာနော်အခုတော့လူတွေဟာဒီအဓိပ္ပာယ်မဟုတ်တော့ဘူးဘုန်းကြီးကျိန်းနေတယ်ဆိုတော့ဘုန်းကြီးရဲ့ကျိန်းညာဆိုအိတ်နေတာလို့အဓိပ္ပာယ်ယူတယ်အဲ့ဒီအဓိပ္ပာယ်ကတော့မမှန်ဘူးပေါ့နော်ကောင်းပြီဒီမင်းသားလေးကမေးတယ်မြတ်စွာဘုရားကိုတွေ့တဲ့အခါရှိခိုးဝှချပြီးအရှင်ဘုရားချမ်းချမ်းသာသာကျိန်းဆက်ရပါရဲ့လားသူတို့မြတ်စွာဘုရားဖြေတယ်ငါချမ်းချမ်းသာသာအိပ်ရပါတယ်တဲ့လောကမှာချမ်းချမ်းသာသာအိပ်ရတဲ့အချိန်မှာငါဟာတရားကိုပါဝင်ဖြစ်ပါတယ်လို့ဘုရားဒီလိုမိတ်လိုက်အဲ့တော့ तू ကဖြေစေချင်တာဟာအိပ်လို့မရဘူးညာအေးလိုက်တာနေရာလည်းမကောင်းဘူးလေလေးကလည်းတူတိုက်ဆောင်းရသည်ကြီးလည်းဖြစ်တယ် तू ဖြေစေချင်တာကတော့ချမ်းချမ်းသာသာမအိပ်ရဘူးလို့ထင်ပြီးမေးတဲ့အမေကိုဘုရားကဖြေလိုက်တာချမ်းချမ်းသာသာအိပ်ရတယ်တဲ့ချမ်းချမ်းသာသာအိပ်ရတဲ့အချိန်မှာငါလည်းတရားအပါဝင်ဖြစ်တယ်လို့ဒီလိုဖြေလိုက်တော့ तू ကမင်းသားလေးကဒီအဖြေကိုမကျေနပ်လို့ဆက်ပြီးတော့မေးတယ်အရှင်ဘုရားတဲ့ရာသီဥတုကြီးကလည်းဆောင်းရာသီကြီးတဲ့ဆောင်းရာသီမှာအေးဆုံးရက်ဟာရှိတယ်လို့ဆိုတယ်ပေါ့အဲ့ဒီခေတ်ကပေါ့ဒီခေတ်တော့ဒါတွေကမှန်ရင်မှန်တော့မှာပေါ့အန္တရထကလို့ခေါ်တယ်အန္တရအထကဂျားရှိရဲ့ဆိုတာတဘူတွဲတပေါင်းနှစ်လအကြာရှိရဲ့ဟာအေးဆုံးပဲလို့ဆိုတာဒီနေရာမှာတဘူတွဲတပေါင်းဆိုတဲ့နေရာမှာဒီဗမာတွေရဲ့လရေတွက်ပုံနဲ့ဘုရားမြတ်စွာလက်ထက်ကလရေတွက်ပုံဟာမတူဘူးဆိုတာကိုသတိထားဖို့လိုတယ်ပေါ့အဲ့တော့အေးဆုံးရှိရဲ့ဟာဘယ်ဟာလဲလို့ဆိုရင်တဘူတွဲလမပြည့်မီ4ရက်နဲ့တဘူတွဲလပြည့်အပါဝင်နောက်က4ရက်အဲ့ဒီ8ရက်ဟာအေးဆုံးလို့ပြောနော်အန္တရထကဆိုတာဂျားရှိရဲ့ဆိုတာတဘူတွဲလပြည့်ဟာအေးဆုံးဒါကြောင့်မို့လို့ဗမာတွေဟာတဘူတွဲလပြည့်နေ့ဆိုလို့ရှိရင်မိဘုံပွဲကျင်းပပြီးတော့မြတ်စွာဘုရားကိုလှူကြတယ်ပူဇော်ကြတယ်ဒီအချိန်မှာကြွဲကြိုပြားတောင်အေးလို့ဘုရားလည်းအေးမှာပဲဆိုပြီးတော့နော်နသာချင်းနေနဲ့မိခင်မို့ရာအတွက်ရည်မှန်းပြီးတော့လှူဒန်းလေးရှိကြတယ်ပေါ့ဗမာပြည်မှာတော့အခုပွဲတစ်ခုတိုးတာကတော့သမဏေပွဲပေါ့အဲ့တော့မိဘုံပွဲဆိုတာဒီနသာချင်းနေနဲ့ဘုရားကိုမိပူဇော်တဲ့ဟာအမြဲတမ်းအေးတဲ့အရက်ကိုအချိန်ကိုအသိမှပြုတဲ့အနေနဲ့မြတ်စွာဘုရားကိုမိအိုးကင်းနေနဲ့မိဖို့ပြီးတော့လှူတဲ့သဘောပေါ့အဲ့တော့အေးဆုံးရှိရဆိုတဲ့နေရာမှာတဘူရဲလာပြီဆိုတာဗမာပြည်ကတဘူရဲလာပြီလို့သုံးတာဟာကောင်းကင်ကလာကြီးကတော့ပြည့်တယ်ဒါပေမဲ့လို့ရက်30ဖြစ်တဲ့လကမပြည့်သေးဘူးလာပြီဆိုတဲ့အဓိပ္ပာယ်ဟာကောင်းကင်ကလပြည့်တာကိုပြောတာမြတ်စွာဘုရားလက်ထက်တုန်းကလာပြီဆိုတဲ့နေရာမှာကောင်းကင်ကလလည်းပြည့်တယ်ရက်30လလည်းပြည့်တယ်ဒီလိုယူရမှာကောင်းကင်ကလပြည့်တယ်လို့ရက်30လလည်းပြည့်တယ်လို့ဆိုတော့ဒီတဘူရဲတပေါင်း2လအကြာရှိရဆိုတဲ့နေရာမှာတဘူရဲလပြည့်နေ့အပါဝင်နော်ရှိရကိုပြောတာအဲ့ဒီရှိရဟာစံချိန်တင်လောက်အောင်အေးတဲ့ရာသီလို့အန္တရထကဆောင်းရာသီမှာအေးဆုံးအချိန်လို့ဒီလိုသတ်မှတ်တယ်စာပေတွေထဲမှာပေါ့သို့တော့ရာသီဥတုတွေကခေပြောင်းလာသည့်အတွက်ကြောင့်ပြောင်းလာတာကိုတော့သတိထားရမှာပေါ့အဲ့ဒီအချိန်တုန်းကအေးပေမဲ့လို့ခုချိန်ကျတော့အေးချိန်မှအေးမှာပေါ့အဲ့ဒါတော့ထည့်စဉ်းစားရမှာဟိုအချိန်တုန်းကဒီရာသီဟာအေးဆုံးပဲလို့ဆိုတယ်အဲ့တော့မြတ်စွာဘုရားသတင်းသုံးနေတဲ့အချိန်ကလည်းပဲအဲ့ဒီရှိရတဲ့ထဲကတရရဲ့မှာသတင်းသုံးနေတဲ့အချိန်ဖြစ်လို့
တကမင်းသားကလျှောက်တယ်အရှင်ဘုရားတဲ့ယာစီကလည်းဆောင်းရာသီကြီးတဲ့အေးဆုံးဖြစ်တဲ့ရှိရထဲမှာလည်းရောက်နေတယ်တဲ့ပြီးတော့လေလေးကလည်းတခုခုတိုက်နေတယ်ပတ်ဝန်းကျင်ကလည်းပဲနွားတွေဖြတ်တန်းသွားတာထားလို့မြေတွေကလည်းမညီမညာနွားခွာစူးတွေနဲ့ခြုံတက်ပြီးတော့နေတယ်အရှင်ဘုရားသတင်းသုံးတဲ့ရင်းတိုက်ပင်ရဲ့အရွက်တွေကလည်းအမတန်ကျိုးတို့ချဲတဲ့နဲ့အုပ်အုပ်ဆိုင်ဆိုင်မရှိဘူးတဲ့အောက်ကခင်းထားတဲ့မြက်ခင်းလေးကလည်းပါပါလေးရဲ့ဒီလိုနေရာမျိုးမှာနေထိုင်တာဖြစ်ပါရဲ့တန်းနဲ့ချမ်းချမ်းသာသာအိပ်ရရဲ့လားဆိုတော့အေးငါချမ်းချမ်းသာသာအိပ်ရတယ်လို့ဆိုတာဘယ်လိုအဓိပ္ပာယ်ပါလဲဗျာသူ့အနေနဲ့ကတော့မြတ်စွာဘုရားချမ်းချမ်းသာသာအိပ်ရတယ်လို့ तू မထင်ဘူးဟုတ်တာပေါ့ဆောင်းရာသီကြီးမှာလေတူတိုက်နေတဲ့ဒေသထဲမှာအင်မတန်အေးတဲ့နေရာနော်သင်္ကန်းလေးကလည်းပါတယ်သင်္ကန်းတွေကလည်းအင်မတန်အေးတယ်လေလေးကလည်းမြောက်လေလေးကလည်းတိုက်နေတယ်အဲ့ဒီချိန်မှာဘယ်လိုလုပ်ချမ်းချမ်းသာသာအိပ်ဘုန်းကြီးတို့တွေစဉ်းစားတာကြည့်တော့ဆောင်းရာသီမှာအိပ်ပြင်ထွက်ပြီးတော့အဝတ်ပါးလေးနဲ့နေကြည့်ပါလားဘယ်လိုလုပ်ချမ်းသာမှာတော့နော်ချမ်းလွန်းလို့အိပ်လို့တောင်ရမှာမဟုတ်ဘူးသို့တော်မြတ်စွာဘုရားကအေးငါချမ်းချမ်းသာသာအိပ်ရတယ်လောကမှာချမ်းချမ်းသာသာအိပ်ရတဲ့ပုဂ္ဂိုလ်တွေထဲမှာငါတယောက်အပါဝင်မဲ့လို့ပြောလိုက်တာအံ့ဩဖွယ်ရဖြစ်လို့ဒီမင်းသားကမေးတယ်အဲ့ဒီတော့မြတ်စွာဘုရားကအေးမင်းကမေးတော့ငါဖြေရအောင်မယ်တဲ့အဲ့တော့ငါပြောမဲ့စကားကိုမင်းအရင်ဖြေရလိမ့်မယ်တဲ့ငါပြောမယ်တဲ့အမတန်ချမ်းသာကြွယ်ဝတဲ့တထေးသားသို့မဟုတ်တထေးနဲ့တထေးသားလှပဆန်းကျဲတဲ့တိုက်ကြီးတစ်ခုကိုတည်ထားတယ်တကားတွေလည်းတက်ဆင်ထားတယ်လေတော်ဝရင်းတွေတက်ဆင်ထားတယ်အမတန်မှခန်းခန်းနာနာဆောက်လုပ်ထားတယ်အဲ့ဒီတိုက်အိမ်ကြီးဟာအဲ့ဒီတိုက်အိမ်ထဲမှာတဲ့မွေးရှည်ကော်စောကြီးတွေခင်းထားပြီးတော့အိတ်ဆက်ရတလွန်ညောင်ဆောင်ကလည်းအမတန်မှခါနာတယ်ခုခေတ်လို့ဆိုလို့ရှိရင်တော့ဆိုဖာကြီးနဲ့ပေါ့နော်ဆိုဖာကြီးတွေနဲ့အမတန်မှဣဆက်ညံ့ညောတဲ့အိယာပေါ်မှာအခန်းကလေလုံမိုးလုံဣဆက်ညံ့ညောတဲ့အဆင့်တန်းမြင့်တဲ့အိယာကြီးပေါ်မှာအိတ်ဘေးကလည်းပဲဇနီးလေးယောက်ကနေခြံရံပြီးတော့ပြုစုနေတယ်တညလုံးလဲစီမီကလေးထွန်းထားတယ်အဲ့ဒီလိုအိယာမျိုးမှာအိတ်ဆက်နေရတဲ့တထေးသားဟာမင်းဘယ်လိုထင်တယ်လဲတဲ့အဲ့ဒီလူဟာသိချမ်းချမ်းသာသာအိယာမယ်လို့မင်းထင်သလားလို့ဆိုတော့ရှင်ဘုရားတဲ့အဲ့ဒီလိုစီးစိမ်မျိုးနဲ့ရှိတဲ့တထေးသားဟာဒီလိုအခြေအနေမျိုးမှာအိယာမယ်ဆိုရင်တော့အလွန်ချမ်းချမ်းသာသာအိယာမှာဖြစ်ပါလေလို့မင်းသားလျှောက်တာဒါလောကလူတွေကဒါဟာစိန်ကြတယ်လို့ပဲယူဆမှာပေါ့အဲ့လိုအိယာမျိုးမှာအိတ်လျရလို့ရှိရင်စိန်ကြတယ်လို့ပဲပြောကြမယ်ချမ်းချမ်းသာသာအိပ်ရတယ်လို့ပဲပြောကြမှာပဲသူလည်းအဲ့ဒီတိုင်းပဲဖြေလိုက်တယ်အဲ့ဒီတော့မြတ်စွာဘုရားကချမ်းချမ်းသာသာအိပ်ဆက်ရခြင်းအဓိပ္ပာယ်ကိုဒီမင်းသားနားလည်အောင်ထပ်ပြီးတော့ရှင်းပြမြတ်စွာဘုရားကျုပ်တို့ကျဲတဲ့နဲ့သစ်ပင်အောက်မှာကျိတ်ဆက်ရတာနဲ့ခုနကလေလုံမိုးလုံတိုက်ကြီးထဲမှာခန်းခန်းနာနာအိယာကြီးတွေနဲ့အိပ်ဆက်ရတာအချမ်းအယံအပြုစုအယူရတွေနဲ့အိပ်ဆက်ရတာဒီနှစ်ခုကိုမြတ်စွာဘုရားကလောကအမြင်အားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်ဘုရားအိပ်ဆက်ရတာဆင်းရဲတယ်ခုနကတထေးသားအိပ်ဆက်ရတဲ့နေရာကအမတန်မှချမ်းသာတယ်ဒါလောကလူတွေရဲ့အမြင်ဟောမြတ်စွာဘုရားကရှင်းပြတယ်ကြည့်တယ်အဲ့ဒီတထေးသားမှာတဲ့ရာဂစိတ်တွေဖြစ်ပွားလာလို့ရှိရင်စိတ်နှလုံးဟာပူပန်လာလိမ့်မယ်ရာဂဆိုတာဘယ်တော့မှအလိုမကျဘူးတဏှာရာဂဆိုတာအလိုမကျဘူးစိတ်နှလုံးကိုပူပန်စေတတ်တယ်ကိုယ်ဆင်းရဲမှုကိုဖြစ်စေတတ်တယ်စိတ်ဆင်းရဲမှုကိုဖြစ်စေတတ်တယ်အဲ့ဒီကိုယ်နှုတ်နှလုံးကိုပူပန်စေတတ်တဲ့ရာဂကြောင့်ဖြစ်ပေါ်လာတဲ့အပူတွေအဲ့ဒီအပူတွေရှိနေမယ်ဆိုလို့ရှိရင်ဘလောက်ကောင်းတဲ့အိယာပေါ်အိတ်ချမ်းချမ်းသာသာအိတ်ဆက်တာဆိုတာဖြစ်နိုင်ပါမလားတဲ့အဲ့ဒီလိုရာဂဆိုတဲ့အတွင်းပူတွေစိတ်နှလုံးထဲမှာပူလောင်နေတဲ့အပူတွေနဲ့အိတ်ဆက်လို့ရှိရင်သူဟာဆင်းရဲတဲ့စင်စင်ရဲရဲအိတ်ဆက်ရတာပဲအဲ့ဒီလိုစင်စင်ရဲရဲအိတ်ဆက်ရခြင်းအကြောင်းဖြစ်တဲ့ရာဂဆိုတဲ့တရားကိုငါဟာအရှင်းပယ်ထားပြီးသားဖြစ်တယ်ပေါ့ငါမှစိတ်နှလုံးကိုပူပန်စေတတ်တဲ့ရာဂဆိုတာငါမှမရှိဘူးတဲ့ဆိုလိုတာကမြတ်စွာဘုရားရဲ့ရည်ရွယ်ချက်ကဘုရားမှာအတွင်းပူမရှိဘူးပေါ့
ခုနကအပြင်ကဘလောက်စိန်ကြကြအတွင်းကအပူနဲ့ဆိုရင်ဘယ်တော့မှချမ်းသာမှာမဟုတ်ဘူးပေါ့စိတ်နှလုံးအိမ်ချမ်းမှုဆိုတာအပြင်နဲ့သိပ်ပြီးမဆိုင်ဘူးအတွင်းနဲ့ပို့ပြီးတော့ဆိုင်တယ်ပေါ့အပြင်နေထားဘလောက်ကောင်းကောင်းနော်အပြင်နေထားဘလောက်ကောင်းနေအတွင်းသားကပူပန်မှုတွေရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဘယ်တော့မှချမ်းသာဖို့ရဆိုတာမရှိနိုင်ဘူးပေါ့အပေါ်ယံရွှေမုံကျဲအထဲကနောက်ချေးခံဆိုတာအတွင်းထဲကအပူတွေစုနေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့နှလုံးသားဟာဘယ်တော့မှအေးချမ်းမှာမဟုတ်ဘူးမြတ်စွာဘုရားကငါရဲ့နှလုံးသားဟာရာဂဆိုတဲ့ပူပန်စေတတ်တဲ့တရားတွေလုံးဝကင်းရှင်းပြီးပြီလုံးဝအကျွင်းကြံမရှိအောင်ပယ်ထားပြီးဖြစ်သည့်အတွက်ကြောင့်ငါဟာချမ်းချမ်းသာသာအိပ်စက်ရတာဖြစ်တယ်ဟောရာဂဆိုတဲ့အပူမရှိလို့ချမ်းချမ်းသာသာအိပ်စက်ရတယ်ထို့တူပဲဒေါသကြောင့်ဖြစ်တဲ့ပူပန်ဆင်းရဲမှုတွေဆိုတာရှိတယ်ဒီကြည့်လေတယောက်နဲ့တယောက်မတည့်လို့စိတ်ကောက်နေမယ်ဆိုလို့ရှိရင်အိပ်ပျော်မှာမဟုတ်ဘူးလေအဲ့ဒီနေ့ဟာအိပ်မပျော်ဘူးစိတ်ထဲမှာအလိုမကျဖြစ်နေလို့ရှိရင်ဒေါသတွေထွက်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာအိပ်လို့မရဘူးဘလောက်ကောင်းတဲ့အိယာကြီးပေါ်တင်ပေးဒီပုဂ္ဂိုလ်ဟာတအုံနှွေးနှွေးနဲ့စိတ်ဆိုးပြီးတော့ဘယ်တော့မှစိတ်ထဲမှာချမ်းသာမှုရမှာမဟုတ်ဘူးဒီမြတ်စွာဘုရားကငါမှအဲ့ဒီလိုတအုံနှွေးနှွေးရင်ကိုပူနွေးစေတတ်တဲ့ပူလောင်စေတတ်တဲ့ဒေါသဆိုတာငါမှမရှိတော့ဘူးတဲ့လုံးဝဖယ်ရှားထားပြီးသားဖြစ်တယ်ဒါကြောင့်မို့လို့ငါရဲ့ယင်ဟာအေးနေတယ်ပေါ့အေးနေသည့်အတွက်ကြောင့်ငါဟာချမ်းချမ်းသာသာအေးရတယ်ထို့တူပဲမောဟအမှန်မသိတဲ့မောဟဟာလည်းပဲပြဿနာတွေကိုတက်စေတတ်တယ်ပြဿနာကိုတက်စေတတ်သည့်အတွက်ကြောင့်မောဟဟာလည်းပဲပူလောင်မှုကိုဖြစ်ပေါ်စေတတ်တဲ့သဘာဝတရားတစ်ခုပဲအဲ့ဒီပူလောင်မှုကိုဖြစ်စေတတ်တဲ့မောဟရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်တော့မှချမ်းချမ်းသာသာအိပ်စက်ရတာဆိုတော့မဖြစ်နိုင်ဘူးတဲ့အဲ့ဒီမောဟဆိုတဲ့တရားကိုငါတဏ္ဍာမှာအကျဉ်းချံမရှိအောင်ငါဖယ်ရှားထားပြီးသားဖြစ်တယ်ဒါကြောင့်မို့ငါရဲ့တဏ္ဍာမှာပူလောင်နှလုံးသားကိုပူလောင်စေတတ်တဲ့ရာဂဆိုတာလည်းမရှိဘူးဒေါသဆိုတာလည်းမရှိဘူးမောဟဆိုတာလည်းမရှိဘူးတခြားအကုသိုလ်တွေလည်းမရှိဘူးဒါကြောင့်မို့လို့နှလုံးသားကြည်လင်အေးမြပြီးတော့ငြိမ်းချမ်းနေတာအဲ့ဒါကြောင့်မို့လို့ငါရဲ့အိပ်စက်နားနေမှုဟာဘယ်နေရာပဲဖြစ်ဖြစ်အတွင်းကနှလုံးသားအေးချမ်းနေသည့်အတွက်ကြောင့်ဘယ်တော့ပဲဖြစ်ဖြစ်ချမ်းသာနေတာပဲလို့ဒီလိုဟောတာအဲ့တော့ဘုန်းကြီးတို့တွေကအပြင်ပန်လေးကိုကြည့်ပြီးတော့ချမ်းသာတယ်လို့ပြောနေကြတာအတွင်းကပူလောင်နေတာကိုလူတွေကမသိဘူးအတွင်းဘူးနဲ့အပြင်ဘူးဆိုတဲ့နေရာမှာအပြင်ဘူးကခံနိုင်တယ်အတွင်းဘူးကမခံနိုင်ဘူးလောကလူတွေဒုက္ခရောက်နေတာဟာအတွင်းဘူးကြောင့်ဒုက္ခရောက်နေတာအတွင်းဘူးရှိလာလို့ရှိရင်အပြင်ဘူးတဲ့ဆိုးတယ်ပေါ့အပြင်ဘူးပူတာကတခဏမျှတာပူတာအတွင်းဘူးပူပြီဆိုလို့ရှိရင်တသံတရားလုံးဒုက္ခရောက်သွားနိုင်တယ်ပေါ့ဒီအခြေအနေတွေကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကလောကမှာတဲ့အတွေ့အကြုံမှုတွေမရှိဘူးမုန်းတိမှုတွေမရှိဘူးမှားမှားယွင်းယွင်းဒီတွေ့ဝေမှုကြောင့်မှားမှားယွင်းယွင်းချွတ်ချော်မှုတွေမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာအမြဲတမ်းချမ်းချမ်းသာသာအိပ်စက်ရတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်တဲ့နှလုံးသားကိုပူလောင်စေတတ်တဲ့ကိလေသာတွေမကင်းသေးတဲ့ပုဂ္ဂိုလ်ဟာကိလေသာတွေနှလုံးသားထဲမှာမငြိမ့်သေးဘူးဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ဟာဘယ်တော့မှချမ်းချမ်းသာသာအိပ်စက်ရတဲ့ပုဂ္ဂိုလ်ဆိုတာမဖြစ်နိုင်ဘူးလို့ဒီလိုဟတ္တကမင်းသားကိုရှင်းလင်းပြီးတော့မြတ်စွာဘုရားဟောတာအဲ့တော့မြတ်စွာဘုရားရဲ့အဓိပ္ပာယ်ကချမ်းချမ်းသာသာအိပ်စက်ရခြင်းဆိုသည်မှာနှလုံးသားအပူငြိမ့်ပြီးတော့ကိလေသာခတ်သိမ်းငြိမ့်နေတဲ့ပုဂ္ဂိုလ်ရဲ့အိပ်စက်မှုသာလျှင်ချမ်းချမ်းသာသာအိပ်စက်ရခြင်းလို့ဆိုနိုင်တယ်ကိလေသာအပူတွေရှိနေတဲ့ပုဂ္ဂိုလ်ရဲ့အစဉ်တမ်းမြင့်တဲ့အိယာကြီးတွေပေါ်မှာအိပ်ပြီးတော့အပြင်ပန်းအပြင်စိန်ကြတယ်ချမ်းသာတယ်လို့ဒီလိုထင်ရတော့လေအတွင်းဘူးတွေနှိမ့်ဆက်နေသည့်အတွက်ကြောင့်ပူလောင်မှုတွေနဲ့လုံးဝနေရလို့သူ့ရဲ့စိတ်နှလုံးဟာအေးချမ်းမှုမရှိဘူးစိတ်နှလုံးအေးချမ်းမှုမရှိသည့်အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်ဟာချမ်းချမ်းသာသာအိပ်စက်ရတယ်ဆိုတဲ့အဓိပ္ပာယ်မရပါဘူးတဲ့စင်စင်ရဲရဲပဲအိပ်စက်ရပါတယ်တကယ်လည်းပဲလောဘဒေါသမောဟဆိုတာရဲ့အနှောင့်အယှက်ကြောင့်ထိုပုဂ္ဂိုလ်ဟာဘယ်တော့မှချမ်းချမ်းသာသာအိပ်စက်ရမှာမဟုတ်ဘူးစိတ်ထဲမှာအလိုမကျမှုတွေနဲ့လုံးပန်းပြီးတော့အလိုမကျတွေနဲ့ထွေးလုံးပြီးတော့စိတ်နှလုံးဟာပူလောင်နေသည့်အတွက်ကြောင့်စိတ်ငြိမ်းချမ်းမှုဆိုတာလုံးဝမရနိုင်ဘူးတဲ့
ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကချမ်းသာစွာအိပ်စက်ရတယ်ဆိုတဲ့တကယ်အဓိပ္ပာယ်ဟာနှလုံးသားအေးချမ်းမှုရှိမှချမ်းသာစွာအိပ်စက်ရတယ်ဒါကတော့မောဟစတဲ့ကိလေသာတွေချုပ်ငြိမ်းမှသာလျှင်တကယ်ကိုအေးချမ်းတယ်ဆိုတာကိုပြောလို့ရမယ်ချမ်းသာစွာအိပ်စက်ရတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာတကယ်ကိုရာဂဒေါသမောဟငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်မှသာဖြစ်နိုင်တယ်ပေါ့လောကလူတွေဟာမအိပ်ရလို့အိတ်ဆေးတောက်ရတဲ့ပုဂ္ဂိုလ်တွေရောမရှိဘူးလားစိတ်ငြိမ်သေးဆိုပြီးတော့တောက်နေရနှလုံးသားအပူတွေကြောင့်မလို့တညာလုံးအိတ်မပျော်ဘူးတဲ့တောကတွေဖြစ်နေလို့တညာလုံးအိတ်မပျော်ဘူးတဲ့အဲ့ဒီအပူတွေကြောင့်အိတ်မရလို့အိတ်ဆေးတောက်ပြီးတော့အိတ်ကြနေရတယ်ဒါဟာတကယ်အဖြေမဟုတ်ဘူးတကယ်အိတ်ဆေးကတော့မြတ်စွာဘုရားရဲ့တရားတော်ဟာဖြစ်တယ်ဘယ်ချိန်ဒီတရားတော်ကိုလိုက်နာကျင့်ကြံကြိုးကုပ်အားထုတ်မယ်ဆိုရင်လောဘတွေလျှော့ချနိုင်မယ်ဒေါသတွေလျှော့ချနိုင်မယ်မောဟတွေလျှော့ချနိုင်မယ်နောက်ဆုံးလောဘဒေါသမောဟတွေကင်းပြီးတော့နှလုံးသားရဲ့ပူလောင်မှုတွေအကုန်ကင်းသွားရင်ဘယ်နေရာမှာပါနေစိတ်နှလုံးဟာအေးချမ်းနေမှာပဲဖြစ်တယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့တို့တွေဟာစိတ်နှလုံးအေးချမ်းသာယာမှုရှိမှသာလျှင်ချမ်းသာစွာအိပ်စက်ရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုအပြည့်အဝရကြမှာဖြစ်တယ်။နာမအားဖြင့်ကြည့်ပြီးတော့တို့တွေဟာချမ်းသာစွာအိပ်စက်ရတယ်လို့ဖြေလို့ရှိရင်မပြည့်စုံတဲ့စကားမျိုးသာဖြစ်တယ်ပေါ့။အဲ့ဒီလိုသဘောကျပြီးတော့တို့တွေဘာလို့ရမလဲချမ်းချမ်းသာသာအိပ်စက်ရခြင်းရဲ့အဓိပ္ပာယ်ပြည့်စုံအောင်ဘာလို့ရမလဲနှလုံးသားကိုပူလောင်စေတတ်တဲ့ရာဂတွေဖယ်ရှားဖို့ကြိုးစားရမယ်ဒေါသတွေဖယ်ရှားနိုင်အောင်ကြိုးစားရမယ်မောဟတွေဖယ်ရှားနိုင်အောင်ကြိုးစားရမယ်ကဲကြိုးစားပြီဆိုတဲ့အခါမှာရာဂဖယ်ရှားအောင်ဘာနဲ့ကြိုးစားမလဲရာဂကိုဖယ်ရှားဖို့ရအတွက်နံပါတ်1ကဘုန်းကြီးတို့တွေရာဂဟာဘာကြောင့်ဖြစ်နေသလဲလို့ဆိုရင်တင့်တယ်မှုလို့စိတ်ကအာယုံပြုနေသည့်အတွက်ကြောင့်သူ့ဘာနမိတ်ကိုအာယုံပြုထားသည့်အတွက်ကြောင့်ရာဂဟာတိုးတဲ့တိုးလာတာဖြစ်တယ်။ဒါကြောင့်မို့လို့မတင်တယ်ဘူးဆိုတဲ့အတုပကမ္မထံဗမာစကားထဲမှာအတုပလို့ဆိုလို့ရှိရင်မသာသွားတတိယနေတာမျိုးဖြစ်တတ်တယ်နော်။အဲ့ဒါကိုပြောတာမဟုတ်ဘူးအတုပကမ္မထံဆိုတာမိမိတို့အသက်ရှင်လျက်ဖြစ်တော်လဲခန္ဓာကိုယ်မှာတင့်တယ်မှုမရှိတာတွေကိုဆင်ញင်စဉ်းစားတတ်ရမယ်။ကျွမ်းရှာဝယ်သဘောတွေကိုဆင်ញင်စဉ်းစားတတ်ရမယ်။ဘယ်လိုဆင်ញင်စဉ်းစားတတ်မလဲဆိုရင်ကြည်လေကိုယ်ခန္ဓာကိုယ်ဟာမတင့်တယ်ဘူးယွန်းစပွဲဆိုတာဟာအလွယ်လေးနဲ့စဉ်းစားလို့ရတယ်ကိုယ့်ကိုယ်ကိုဟုတ်လားတလားနှစ်လားရေမချိုးမျက်နှာမသိပဲနေကြည့်ပေါ့မွေးကြိုင်တဲ့အနံ့တွေထွက်လာမလားလန်စော်တဲ့အနံ့တွေထွက်လာမလားစဉ်းစားကြည့်ပေါ့ခန္ဓာကိုယ်ရဲ့သဘာဝတကယ်တော့လှပတင့်တယ်တာမဟုတ်ဘူးအပြင်ကဝတ်စားဆင်တာတို့ဖိလိမ့်တာတို့ဒါတွေကြောင့်မို့လို့လူတွေဟာလူကြားထဲမှာဝင်လို့ရတာနော်အဲ့ဒါလို့မတင်မတဲရွံစပွဲသဘောတွေကိုဆင်ញင်စဉ်းစားခြင်းဖြင့်အတုပတင်ညာကိုနှလုံးသွင်းခြင်းဖြင့်ရာဂကိုဖယ်ရှားနိုင်တယ်တဲ့ရာဂကိုလျှော့ချနိုင်ရာဂရော့ချသွားတာနဲ့တပြိုင်နက်နှလုံးသားရဲ့ပူလောင်မှုတွေရော့ချသွားမယ်ရော့ချသွားတာနဲ့တပြိုင်နက်ချမ်းချမ်းသာသာအိပ်စက်ရဖို့ဖြစ်ပေါ်လာလိမ့်မယ်ထို့တူပဲဘုန်းကြီးတို့တွေရဲ့နှလုံးသားထဲမှာမုန်းတိမှုတွေကိုသိမ့်ထားမယ်ဆိုလို့ရှိရင်နှလုံးသားဟာအမုန်းတရားတွေလွှမ်းမိုးနေသည့်အတွက်ကြောင့်ဘယ်တော့မှချမ်းသာမှာမဟုတ်ဘူးတဲ့အဲ့ဒါကြောင့်မို့လို့ဒီအမုန်းတရားတွေကိုဖယ်ရှားနိုင်မှုအတွက်မေတ္တာသက်ဝင်ချစ်ခင်စေတတ်တဲ့မေတ္တာတရားကိုပွားများအထောက်ကြရမယ်အဲ့တော့မေတ္တာနှလုံးသားနဲ့အစားထိုးပြီးတော့နေနိုင်မှသာလေဘုန်းကြီးတို့ရဲ့နှလုံးသားထဲဟာအမုန်းတရားတွေကင်းစင်သွားလိမ့်မယ်မေတ္တာသက်ဝင်ချစ်ခင်တဲ့ကြည်လင်အေးမြတဲ့စိတ်ဓာတ်ကိုရရှိလာတဲ့အခါမှာချမ်းသာတာအိပ်စက်ရမှုဆိုတာဖြစ်ပေါ်လာမှာပါအဲ့ဒါလို့မဟုတ်ဘဲနဲ့အမုန်းတရားတွေနှလုံးထဲမှာထားမယ်ဆိုလို့ရှိရင်ဘယ်တော့မှချမ်းသာတာအိပ်စက်ရမှုဆိုတာရမှာမဟုတ်ဘူးတဲ့ထို့တူပဲအသိဉာဏ်ကင်းမဲ့နေကြမယ်ဆိုလို့ရှိရင်လုပ်တင်တာနဲ့မလုပ်တင်တာခွဲခြားမသိဘူးမသိသည့်အတွက်ကြောင့်မလုပ်တင်တာတွေလုပ်လိုက်မယ်လုပ်တင်တာတွေကိုမလုပ်ဘူးဆိုရင်ပြဿနာတွေတက်မယ်ပြဿနာတွေတက်ရင်ထိုပြဿနာကြောင့်စိတ်တွေဟာတည်ငြိမ်မှုမရဘူးတဲ့မောဟကြောင့်ဖြစ်ပေါ်လာတဲ့ရင်ထဲမှာပူနွေးစေတတ်တဲ့အခြေအနေမျိုးတွေရောက်လာဒါကြောင့်မို့အဲ့ဒီမောဟကိုပယ်ဖြောက်ဖို့ရအတွက်အသိပညာရအောင်ကြိုးစားကြရမယ်အသိပညာရဖို့ရအတွက်တရားနာရမယ်တရားစာအုပ်တွေဖတ်ရမယ်နော်သုတမယဉာဏ်ရမယ်ကမ္မထံတရားအားထုတ်ရမယ်အားထုတ်လို့ရှိရင်ဘာဝနာမယဉာဏ်တွေရလာမယ်
သုဒ္ဓမယပညာဘာဝနာမယပညာဒီပညာနှစ်ခုဖြင့်မောဟကိုလျှော့ချနိုင်တယ်ပေါ့နောက်ဆုံးဟာသဘာဝတရားတွေရဲ့အစစ်မှန်ကိုသိမြင်ခြင်းဖြင့်မှန်မှန်ကန်ကန်စဉ်းစားတွေးခေါ်နိုင်တဲ့အသိဉာဏ်ကိုရရှိခြင်းဖြင့်သင်္ခါရတရားတွေရဲ့မမြဲတဲ့သဘောတွေကိုဆင်ခြင်စဉ်းစားခြင်းဖြင့်ဘုန်းကြီးတို့တွေဟာပူလောင်မှုတွေရောတတ်မဲ့မှုတွေရောအလုံးကိုလျှော့ချသွားနိုင်ပါလိမ့်မယ်တဲ့အဲ့ဒီလိုပူလောင်မှုတွေတတ်မဲ့မှုတွေလျှော့ချသွားနိုင်တာနဲ့တပြိုင်နက်ချမ်းသာစွာအိပ်စက်ရမှုဆိုတာရရှိလာမှာဖြစ်ပါတယ်လူဘဝမှာအခွင့်အရေးတရက်ဖြစ်ပေါ့အဲ့ဒီလိုဘဝမှာအခွင့်အရေးတွေဟာရရှိကြုံတွေ့လာတတ်တယ်အဲ့ဒီလိုရရှိကြုံတွေ့လာတဲ့အခါမှာရလာတဲ့အခွင့်အရေးတစ်ခုကိုမှန်ကန်စွာအသုံးချတတ်တဲ့ပုဂ္ဂိုလ်အတွက်ကောင်းမြတ်တဲ့အကျိုးတရားတွေချမ်းသာဒုက္ခတွေရရှိသွားနိုင်တယ်ဒါကြောင့်ချမ်းသာဒုက္ခရဖို့အတွက်ဘဝမှာအခွင့်အရေးတစ်ခုရှိဖို့လိုအပ်တယ်နော်ဘုန်းကြီးတို့တွေအခွင့်အရေးကိုခွင့်ရမှမသိလိုက်တဲ့ပုဂ္ဂိုလ်ဆိုရင်အခုလိုချမ်းသာဒုက္ခရခြင်းရဲ့အကြောင်းကုသိုလ်ကောင်းမှုဆိုတာတွေလုပ်ဖို့ဖြစ်ချင်မှဖြစ်မှာပေါ့နော်အခွင့်အရေးဆိုတာကိုပြောရမယ်ဆိုလို့ရှိရင်စကားတစ်ခုနဲ့ပြောတဲ့အခါမှာဟိတဆိုတာအခြေအနေကောင်းတာကိုအခွင့်အရေးတစ်ခုလို့ဒီလိုဆိုလို့မြတ်စွာဘုရားသခင်ကိုရောမြတ်လောကမှာပွင့်ပေါ်လာတာဟာဘဟုဇနဟိတာယဘဟုဇနဒုက္ခယလို့ပွင့်ပေါ်ခြင်းရဲ့ရည်ရွယ်ချက်ကိုဖော်ပြတဲ့စကားတွေမှာဟိတနဲ့ဒုက္ခဆိုတာအခြေအနေနှစ်ရပ်ကိုပေါင်းစပ်ထားပြီးတော့ဖော်ပြလေးရှိတယ်ပေါ့အဲ့ဒီလိုဖော်ပြတဲ့အခါမှာဟိတဆိုတာဒုက္ခရဖို့အတွက်အခြေအနေကောင်းအခွင့်အရေးကိုဟိတလို့ဒီလိုဆိုရမှာဖြစ်တယ်အခြေအနေကောင်းမရှိဘဲနဲ့အခွင့်အရေးမရှိဘဲနဲ့ဒုက္ခဆိုတာတိုက်ရိုက်ဖြစ်ပေါ်လာနိုင်ခြင်းမရှိဘူးအခွင့်အရေးဆိုတဲ့ဟိတဆိုတာအကြောင်းတရားပဲမြန်မာလူပြန်တဲ့အခါမှာဟိတကိုအကျိုးစီးပွားလို့ပြန်လေးရှိတော့လဲတကယ်တော့ဟိတဆိုတာအကြောင်းတရားအခြေအနေကောင်းကိုရည်ညွှန်းတာပဲဖြစ်ပါတယ်ဘယ်လိုပြုမှုဆောင်ရွက်နေထိုင်မှုတွေချမ်းသာဒုက္ခရခြင်း၏အကြောင်းဖြစ်တယ်လဲဆိုတဲ့နေရာမှာပြုမှုနေထိုင်မှုကောင်းမွန်တဲ့ပြည့်ကင်းတဲ့ပြုမှုနေထိုင်မှုတွေဟာချမ်းသာဒုက္ခကိုရခြင်းအကြောင်းဖြစ်တော့အဲ့ဒီချမ်းသာဒုက္ခကိုရစေနိုင်တဲ့ကောင်းမြတ်တဲ့စိတ်နေသဘောထားတွေကောင်းမြတ်တဲ့အပြောအဆိုတွေကောင်းမြတ်တဲ့အပြုအမူတွေကိုဟိတလို့ခေါ်တာပဲဒါကြောင့်မို့စာပေကျမ်းဂန်မှာဟိတကိုဘယ်လိုဖွင့်လို့ဆိုဒုက္ခကာရဏဟိတဟိတဆိုတာချမ်းသာဒုက္ခရခြင်းရဲ့အကြောင်းပဲလို့ဒီလိုဖွင့်ဆိုလို့ရှိတော့ဗမာလိုပြောမယ်ဆိုလို့ရှိရင်အခုချမ်းသာဒုက္ခရဖို့အတွက်ဟိတဆိုတဲ့အခွင့်အရေးတစ်ခုဟာပေါ်ထွန်းလာအဲ့ဒီဟိတဆိုတဲ့အခွင့်အရေးတစ်ခုပေါ်ထွန်းလာတဲ့အခါမှာဒုက္ခဆိုတဲ့ချမ်းသာကိုရတာဖြစ်တယ်ဒုက္ခဆိုတဲ့ချမ်းသာကိုမိဘကငွေကြေးဓနကိုသားသမီးထံမှာလွှဲပြောင်းပေးတယ်လို့ဒုက္ခဆိုတဲ့ချမ်းသာကိုတိုက်ရိုက်လွှဲပြောင်းပေးလို့မရဘူးမိဘကဟိတဆိုတာကိုသာဖန်တီးပေးလို့ရတယ်ဒါကိုတော့အလေးနဲ့ထားစဉ်းစားကြည့်ပေါ့ကိုသားသမီးကိုချမ်းသာဒုက္ခပေးတယ်လို့ပြောဆိုကြတော့လဲချမ်းသာဒုက္ခကိုပေးတာမဟုတ်ဘူးဘာပေးနိုင်လို့ဆိုကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုလွှဲပြောင်းပေးလို့ရတယ်ချမ်းသာဒုက္ခဆိုတာတိုက်ရိုက်ပေးလို့မရဘူးအဲ့တော့ချမ်းသာဒုက္ခရဲ့အကြောင်းဖြစ်တဲ့ဟိတကိုဖန်တီးပေးနိုင်တယ်မြတ်စွာဘုရားပွင့်လာတာဟာလဲထို့အတူပဲဒုက္ခဗုဒ္ဓနာမုပ္ပါတော်လောကကြီးမှာမြတ်စွာဘုရားပွင့်ပေါ်လာခြင်းဟာချမ်းသာတယ်လို့ဆိုတာဟာချမ်းသာခြင်းရဲ့အကြောင်းအခြေအနေကောင်းတွေဖြစ်ပေါ်လာအခွင့်အရေးတွေဖြစ်ပေါ်လာတာဖြစ်သောကြောင့်ဒုက္ခလို့ပြောတာနော်ချမ်းသာတယ်လို့တိုက်ရိုက်ပြောတာဟာအကြောင်းတရားမရှိဘဲနဲ့ချမ်းသာဒုက္ခဆိုတာမရနိုင်ဘူးအဲ့ဒီအကြောင်းတရားကိုပဲအခွင့်အရေးလို့ဒီလိုဆိုလိုတယ်ပေါ့ဟိတလို့ဆိုလိုတယ်ဒါကြောင့်မို့
ဒုက္ခကာရဏံဟိတံချမ်းသာဒုက္ခရခြင်း၏အကြောင်းသည်ဟိတတတ္တဖလံဒုက္ခအဲ့ဒီဟိတရဲ့အကျိုးကြတော့မှဒုက္ခလို့ဟိတနဲ့ဒုက္ခဒီနှစ်ခုဟာအမြဲတမ်းတွဲဖက်ပြီးတော့ဖော်ပြထားတာဖြစ်တယ်လောကလူတွေဟာဟိတဆိုတာကိုမသိလိုက်ရင်ဒုက္ခကလက်လွတ်ဆုံးရှုံးမှာပဲဖြစ်တယ်ဒုက္ခဆိုတာတိုက်ရိုက်ရနိုင်တာမဟုတ်ဘူးဟိတဆိုတဲ့အခြေအနေကောင်းတွေပေါ်မှာအသုံးချမှဒုက္ခဆိုတာရလာမှာဖြစ်တယ်ပေါ့ဒါကိုတော့အလေးနဲ့ထားစဉ်းစားကြရမှာဖြစ်တယ်မြတ်ဗုဒ္ဓရဲ့ဒေသနာတော်ထဲမှာဒုက္ခဗုဒ္ဓနာမုပ္ပါရောဘုရားရှင်တို့ရဲ့လောကမှာပွင့်ပေါ်ခြင်းဟာဒုက္ခချမ်းသာတယ်ဘာကြောင့်ချမ်းသာတာတုံးလို့ဆိုရင်ချမ်းသာခြင်းရဲ့အကြောင်းအခွင့်အရေးတွေအများကြီးဖြစ်ပေါ်လာတယ်ဆိုပါစို့တိုင်းပြည်တစ်ပြည်မှာစီးပွားရေးလုပ်ဖို့အခွင့်အရေးတွေပေါ်လာတယ်ကျန်းမာရေးအတွက်အခွင့်အရေးတွေပေါ်လာတယ်ပညာရေးအတွက်အခွင့်အရေးတွေပေါ်လာတယ်လူမှုရေးတွေအတွက်လည်းအခွင့်အရေးတွေပေါ်လာအဲ့ဒီအခွင့်အရေးတွေကိုအသုံးချမှကောင်းမြတ်တဲ့အကျိုးတရားကိုရမှာဖြစ်တယ်အခွင့်အရေးတွေကိုအသုံးမချဘဲနဲ့အချိန်ကုန်သွားလို့ရှိရင်ဒုက္ခဆိုတာရလိုက်မှာမဟုတ်ဘူးဆိုတာအလေးနဲ့ထားစဉ်းကျင်စဉ်းစားကြရမှာဖြစ်တယ်အဲ့တော့တို့တွေဟာဒုက္ခဆိုတာကိုလုပ်နေရဖို့ရအတွက်ဟိတဆိုတဲ့အခြေအနေကောင်းတွေကိုမှန်ကန်စွာအသုံးချကြရဲ့လားဆိုတာကိုလေးနဲ့ထားပြီးတော့စဉ်းကျင်သုံးသပ်ရမယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာလောကသားတွေကိုချမ်းသာပေးတယ်ဆိုတာတိုက်ရိုက်ချမ်းသာပေးတာမဟုတ်ဘူးဘယ်နည်းနဲ့ချမ်းသာဒုက္ခကိုဖြစ်ပေါ်စေသလဲဆိုရင်ထက္ကရာမှာဖွင့်ထားတဲ့စကားလုံးလေးဟာဓမ္မမှန်ကန်တယ်ဟိတေပဝတ္တနေနအဟိတာသနိဝတ္တနေနတတ္တနံဘယံဟိန္တတိဘုဒ္ဓတရဏဆိုတဲ့အဓိပ္ပာယ်ကိုဖွင့်ပြတယ်တရဏဆိုတာတရားရီပေါ်မှာကြာရောက်မဲ့ဘေးရန်အန္တရာယ်တွေကိုမြတ်စွာဘုရားကဖယ်ရှားပစ်တယ်ဒါဖြင့်ကြာရောက်လာတဲ့ဘေးရန်အန္တရာယ်တွေကိုတကိုးတော်နဲ့ကာကွယ်လိုက်တာလားလို့ဆိုဘယ်ဟုတ်မှာလောကလူသားတွေကတကိုးကြီးတဲ့သူတို့ကိုးကွယ်ရာတကိုးရှင်တွေဟာအရာခတ်သိမ်းကိုတကိုးနဲ့ဆုံးဖြတ်ပြီးတကိုးနဲ့အကာအကွယ်ပေးနိုင်တယ်လို့ယုံကြည်နေကြတာယုံကြည်ပြီးတော့ကိုးကွယ်နေကြတယ်အဲ့ဒါတွေကမှန်ကန်မှုမရှိဘူးလွဲမှားစွာယုံကြည်နေကြတယ်အေးလောကကြီးကိုဖန်ဆင်းတဲ့တကိုးရှင်ရှိနေတယ်ဆိုလို့ရှိရင်ဘာဖြစ်လို့လောကကြီးဟာငရင်တွေလှုပ်ပြီးတိုက်တွေပြိုဒုက္ခတွေရောက်ကြရတယ်လဲတကိုးရှင်နဲ့ငရင်လှုပ်လို့ရှိရင်လဲမှားလိုက်ပေါ့မုံတိုင်းတွေတွေ့တဲ့အခါမှာလူတွေများစွာသိဆုံးကြရတယ်အဲ့ဒါလိုမုံတိုင်းတွေကိုကာကွယ်ပေးပါလားမပေးနိုင်ဘူးနော်2004ခုနှစ်တုန်းကဆူနာမီဒီလိုင်းကြီးလှုပ်ခတ်သွားတာကိုအားလုံးမှတ်တရဖြစ်နေကြပါလိမ့်မယ်ထိုဆူနာမီဒီလိုင်းကြီးလှုပ်ခတ်ရာဒေသမှာရောက်ရှိနေကြတဲ့ကံဆိုးသူပုဂ္ဂိုလ်တွေဟာဆင်းရဲဒုက္ခကိုကြုံတွေ့ရတယ်ဘယ်တကိုးရှင်ကမှလာပြီးဆူနာမီကိုဟန်တာပေးနိုင်တာမရှိဘူးမြန်မာနိုင်ငံမှာလည်းပဲနာဂစ်ဆိုတဲ့မုန်တိုင်းကြီးတိုက်တဲ့အချိန်တုန်းကလည်းကြည့်လေမုန်တိုင်းကိုအကြောင်းပြုပြီးတော့ဒီရေတွေတက်လာတယ်ဒီရေတွေရဲ့လွှမ်းမိုးသွားသည့်အတွက်ကြောင့်လူတွေဟာတေချေပျက်စီးမှုတွေနဲ့ကြုံရတယ်ဘယ်တကိုးရှင်ကနေဒီမုန်တိုင်းမတိုက်အောင်လုပ်ပေးနိုင်လို့လဲလုပ်မပေးနိုင်ဘူးအဲ့ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကတတဝါရီပုံမှာကြတဲ့ဘေးရန်ကိုဘာနဲ့ဖယ်ရှားသလဲဆိုတာတကိုးနဲ့ဖယ်ရှားတယ်လို့ပြောတာမဟုတ်ဘူးဒါကိုအလေးနဲ့ထားစဉ်းစားတတ်ဖို့လိုတယ်အနုဆိုရင်တကိုးရှင်ကမနိုင်တယ်ဆိုလို့ရှိရင်လူတွေဟာမိမိကိုယ်တိုင်ကြိုးစားအားထုတ်ရမယ်ကြိုးစားအားထုတ်တဲ့ကိုစိတ်ကောင်းနှလုံးကောင်းထားရမယ်မေတ္တာထားရမယ်အများပေါ်မှာနော်ဝန္တာကျင်နုနိုင်တာတို့အိဒါမစ္စရိယကင်းကင်းရှင်းရှင်းနဲ့မေတ္တာထားရမယ်ကိုယ့်ရဲ့အောက်တန်းကျသွားတဲ့ပုဂ္ဂိုလ်တွေဖေးမပေးတဲ့အကျဉ်းတရားထားရမယ်ကိုယ့်ရဲ့တာသွားတဲ့ပုဂ္ဂိုလ်တွေပေါ်မှာမုရိဒာတရားဝမ်းမြောက်ထားနိုင်ရမယ်အေးတရားအားလုံးပေါ်မှာချစ်ချင်းမုန်းချင်းကြောင့်ဖဲလိုက်ခြင်းဆိုတာမရှိဘဲနဲ့တိမှတ်တဲ့ဥပေက္ခတရားကံကြောင့်ဖြစ်လာတာကံဒီသာလင်အဆုံးဖြတ်ကမ္မတက္ကတတ္တာလို့ဆိုတဲ့မှန်ကန်တဲ့အတွေးတစ်ခုနဲ့
ပတ်ဝန်းကျင်ကတရားဝါတွေကိုနဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်တွေအားလုံးရဲ့ကိုယ့်ပေါ်မှာစော်ကားခြင်းဂုဏ်ပြုခြင်းဆိုတဲ့အပေါ်တွေမှာသိခံခြင်းခွင့်လွှတ်ခြင်းနဲ့တရားဓမ္မအပေါ်မှာမတိမ်ဆောင်ပဲနေနိုင်တဲ့ဥပိ္ပခာဆိုတာထားနိုင်ရမယ်ပေါ့ဒီလိုဆိုလိုတာပေါ့နော်ဒါကြောင့်မို့လို့ခုနကတည်းကဟောင်းတော်ဦးဆရာတော်ဘုရားရောက်ကြတဲ့မိတ်လိုက်တယ်ရာသီဥတုတွေပူလိုက်တယ်ဘုန်းကြီးတို့ရောက်လာတဲ့အချိန်မှလည်းပဲနွေရာသီမှာအောက်မြေပြန့်ဒေသတွေမှာပူတဲ့အပူမျိုးနေတဲ့ထွက်လိုက်တဲ့အခါနေရဲ့အပူရှိန်ကိုခံစားရနေအပူဟာအလွန်ကြီးတယ်လောကလူသားတွေကနေပါလို့ပူတယ်လဲလို့ဆိုလို့ရှိရင်လူတွေရဲ့တောတောင်တွေပေါ်မှာမိမိတို့ဘယ်သူမပြုမိမိမှုဆိုတဲ့အတိုင်းမစင်မချင်းလောဘတွေဝင်ပြီးတော့ဖြည့်ဆည်းမှုထိုဖြည့်ဆည်းမှုနဲ့အပူငွေ့ဒီဂရီများလာအောင်ပျက်စီးအောင်လှုပ်ဆောင်မှုကြောင့်သိပ္ပံဆရာတွေပြောတဲ့အိုဇုံဓာတ်ကြီးပန်းလော်သွားသည့်အတွက်ကြောင့်နေရဲ့အပူရှိန်တွေဟာမြင့်မားလာတယ်လို့ဒီလိုဆိုတယ်။ဖောင်းတော်ဦးဆရာတော်ဘုရားကမိန့်တာမေတ္တာဓာတ်တွေခန်းချောက်လို့ပူတာပါတဲ့အလုံးမှန်ကန်တဲ့အကြောင်းတရားတစ်ခုဟုတ်ကဲ့ကိုယ်ရင်ထဲမှာကိုယ်စဉ်းစားကြည့်မေတ္တာဓာတ်တွေဟာရှိနေသလားမေတ္တာဓာတ်တွေရှိနေသမျှကာလပတ်လုံးအပြင်းနေပူခြင်းပူလိုက်မယ်ရင်တော့ပူမှာမဟုတ်ဘူးမေတ္တာရှိလို့ရှိရင်တော့ရင်အေးနေမှာပဲဖြစ်တယ်ပေါ့နော်အပြင်းပူတာကအေးတဲ့နေရာရှာဖွေပြီးတော့နေလို့ရတယ်ရင်ပူးနေပြီဆိုရင်တော့အေးတဲ့နေရာရှားနေလို့မလွယ်ဘူးတရားနှလုံးသွင်းမှသာပြောင်းနိုင်တယ်ပေါ့လောကလူသားတွေကိုခြုံပြီးတော့ကြည့်လိုက်လောဘတွေနဲ့လောဘတွေအလွန်ကြီးလာတော့မိမိတို့အတွက်စာဝတ်နေလုံလောက်ရုံမြမကလောဘတကြီးလူတွေဟာစုဆောင်သိမ်းဆည်းလာသည့်အတွက်ကြောင့်လောကကြီးတစ်ခုလုံးဟာပြုံးတီးပျက်စီးလာတယ်ဆိုတာဟာလောဘရဲ့လှုပ်ဆောင်မှုဟာဘလောက်ကဘာကြီးကိုပျက်စီးသွားစေတယ်လဲဆိုတာစဉ်းစားကြည့်ပေါ့တောတွေတောင်တွေပျက်စီးသွားတာသူ့ဘာသူသဘာဝကြောင့်ပျက်စီးတာမဟုတ်ဘူးလူတွေလောဘကြောင့်တောတွေကိုဖျက်ဆီးကြလို့ပျက်စီးကုန်တာဖြစ်တယ်ပေါ့အေးဘသူသေးသေးငတိမာယောဆိုတဲ့စိတ်ဓာတ်တွေထားသည့်အတွက်ကြောင့်ဒေါသကြောင့်လူတွေရဲ့ရင်ထဲမှာမေတ္တာတရားအခန်းချောက်ပြီးအမုန်းတရားတွေရောက်လာဘသူတွေဘာဖြစ်ဖြစ်ကိုကြီးပွားဖို့ဆိုတဲ့ကိုသာကြည့်တဲ့နော် selfish ဆိုတဲ့ကိုချိုးရှာတဲ့စိတ်ဓာတ်တွေလွှမ်းမိုးလာတဲ့အခါမှာမေတ္တာတရားတွေဟာခန်းချောက်လာမေတ္တာမှထင်ရှားတယ်ပေါ့အေးရှင်ပြိုင်ပြီးတော့သူနဲ့ကိုနဲ့အပြိုင်စီးပွားရှာကြပြီဆိုတဲ့အခါမှာကိုယ့်တဲ့ตาသွားလို့ရှိရင်လူတွေဟာမနာလိုဝန်တိုအိတ်တာတရားတွေဖြစ်ပွားလာကြအိတ်တာတရားတွေဖြစ်ပွားလာသည့်အတွက်ကြောင့်တစ်ဖက်သားကိုဒုက္ခပေးဖို့အရေးထီအောင်တွေးတောစဉ်းစားလာကြဟောရင်ပူတဲ့အပြင်ထပ်ပြီးတော့ရင်ပူလာကြပြန်အေးကိုယ့်တဲ့နှိမ့်ချသွားတဲ့ပုဂ္ဂိုလ်မှလည်းအကျဉ်းတရားထားပြီးကုညီဖေးမရမယ်အစားအေးဒုက္ခရောက်ပါစေကောင်းတယ်ဆိုတဲ့စိတ်ဓာတ်တွေမွေးလို့ကရုဏာတရားခေါင်းပါပြီးတော့အပူတရားတွေဟာလောကကြီးမှာအလွန်များပြားလာဥပိ္ပခာမထားနိုင်သည့်အတွက်ကြောင့်လူတွေဟာဘက်လိုက်မှုတွေများစွာနဲ့လိုရင်တစ်မျိုးမလိုရင်တစ်မျိုးဆိုတာတွေလောက်ကင်လာကြတဲ့အခါတရားလမ်းကြောင်းတွေလည်းတိမ်ဆောင်းပြီးတော့လာတယ်လို့ဒီလိုဆိုရတာပဲအဲ့ဒါဟိတဆိုတဲ့အခြေအနေကောင်းတွေပျက်စီးကုန်တယ်လို့ဒီလိုပြောတာနော်ဟိတဆိုတဲ့အခြေအနေကောင်းတွေပျက်စီးကုန်သည့်အတွက်ကြောင့်ဒုက္ခနဲ့ဝေးကွာကုန်ရတာပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ပွင့်လာတဲ့အခါမှာမြတ်စွာဘုရားကဟိတေပဝတ္တနေနအဟိတာသနိဝတ္တနေနတတ္တနံဘယံဟိန္တိတရားဝါရီပေါ်မှာကြာရောက်တဲ့ဘေးရန်ကိုဘာနဲ့ဖယ်ရှားတယ်လဲလို့ဆိုတဲ့အခါမှာဟိတေပဝတ္တနေနကောင်းကျိုးချမ်းသာကိုဖြစ်ပေါ်စေနိုင်တဲ့အခွင့်အရေးတွေအခြေအနေကောင်းတွေကိုတရားဝါရီရဲ့တဏ္ဍာမှာဖြစ်ပေါ်စေတယ်တဲ့ဖြစ်ပေါ်စေတယ်ဆိုတာဘာလဲမြတ်စွာဘုရားဟောတယ်ဒါနကောင်းမှုကိုပြုကြသီလကိုစောင့်တည်ကြကမ္မထံဘာဝနာပွားများအထောက်ကြ
ကမ္မထံဘာဝနာပွားများအထောက်ကြကမ္မထံဘာဝနာပွားများအထောက်ကြကမ္မထံဘာဝနာကုသလတုပတံပရာကုသိုလ်တရားတွေနဲ့ပြည့်စုံအောင်နေကြသစိတ်တပရိယောဓမနံကိုယ်စိတ်လေးဖြူစင်အောင်ထားကြလို့ဆိုတာဟိတကိုဖြစ်စေတာနော်အဲ့ဒီဟိတဆိုတဲ့အခြေအနေကောင်းတွေကိုယ်ရင်ထဲနှလုံးထဲမှာမေတ္တံဘာဝေထမေတ္တာတရားကိုပွားများကြကရုဏံဘာဝေထကရုဏာတရားကိုဖြစ်ပွားစေကြမုရိတံဘာဝေထမုရိဒာတရားကိုဖြစ်ပွားစေကြဥပိ္ပခာဘာဝေထဥပိ္ပခာတရားကိုဖြစ်ပွားစေကြလို့ဆိုတာဟာဟိတေဘဝတ္တနေနာပဲအခြေအနေကောင်းတွေကိုဖြစ်စေတာအဲ့ဒီအခြေအနေကောင်းတွေဖြစ်စေပြီးအခြေအနေကောင်းတွေကမှဒုက္ခကိုထုတ်လုပ်ပေးမှာပေါ့ဒီလိုဆိုလိုတာနော်အဲ့တော့အခြေအနေကောင်းဆိုတာရှိနေတဲ့အခြေအနေကောင်းတနည်းအားဖြင့်ပြောမယ်ဆိုရင်အခွင့်အရေးပေါ့အခွင့်အရေးဆိုတာအခုလိုမှမဲတရားဓမ္မတွေနာယူခွင့်ရတယ်ဆိုတာအခွင့်အရေးတစ်ရပ်ပဲအဲ့ဒီအခွင့်အရေးတစ်ရပ်ကိုအသုံးချပြီးတော့တရားဓမ္မနာလိုက်တယ်ဆိုလို့ရှိရင်ဘာရတော့ဆိုအသိပညာတွေရမှာအဲ့ဒီအသိပညာတွေကိုအသုံးချလိုက်တဲ့အခါမှာဒုက္ခဆိုတာရမှာဖြစ်တယ်တရားနာလိုက်တဲ့အခါမှာမြတ်ဗုဒ္ဓဟောတဲ့တရားဓမ္မတွေကိုကြားနာတဲ့အခါမှာစိတ်ချမ်းသာမှုလေးတွေရလာတယ်ထိုစိတ်ချမ်းသာမှုကနေပြီးတော့ဘုရားဟောတဲ့တရားတွေကိုမှတ်သားနာယူပြီးလက်တွေ့လိုက်နာကျင့်သုံးလိုက်တဲ့အခါမှာကြီးမားလာသောချမ်းသာဒုက္ခတွေကိုပိုင်ဆိုင်သူဖြစ်ပေါ်လာကြ။ရသော်ဘုရားရဲ့အဆုံးအမကိုမှတ်သားနာယူခြင်းဖြင့်ထိုမှတ်သားနာယူပြီးလိုက်နာကျင့်သုံးခြင်းဖြင့်ဟိတဆိုတဲ့အခြေအနေကောင်းတွေဖြစ်ပေါ်စေ။နော်။အဲ့ဒီဟိတဆိုတဲ့အခြေအနေကောင်းတွေကိုဖြစ်ပေါ်စေတာကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာတယ်။မေတ္တာတရားကရုဏာတရားမုရိဒာတရားဥပေက္ခတရားဗြဟ္မစိုးတရားတွေလူတွေရဲ့တဏ္ဍာမှာဖြစ်ပေါ်လာတယ်။အဲ့ဒီတရားတွေကိုဖြစ်ပေါ်လာအောင်နိလန်းညွန်ပြဆုံးမခြင်းဖြင့်တရားဝါရီရဲ့တဏ္ဍာမှာကြာရောက်တဲ့ဘေးရန်ကိုဖယ်ရှားတယ်လို့ဒီလိုဆိုလိုတာနော်တကိုးနဲ့ဖယ်ရှားတာလို့မဟုတ်ဘူးဒါကအလေးနဲ့ထားရမှာတကိုးကိုအားကိုးယုံကြည်တဲ့ပုဂ္ဂိုလ်ဟာကိုယ့်ကိုကြိုးစားရမှာဘယ်တော့မှမကြိုးစားတော့ဘူးမမှန်မကန်လက်ခံယုံကြည်ထားသည့်အတွက်ကြောင့်ထိုပုဂ္ဂိုလ်သည်အမြဲတမ်းမျှော်လင့်နေပြီးကိုယ့်ရဲ့ဆန္ဒကိုယ့်ရဲ့လုံလဝိရိယကိုယ့်ရဲ့အသိဉာဏ်တွေဘာမှအသုံးမချနိုင်ပဲနဲ့တဘောဝတာကိစ္စပြီးသွားပြီအမြတ်ဆိုတာတခုမှမရလိုက်ပဲနဲ့နောက်ဆုံးမှာဘဝတစ်ခုကိုဆွန့်လွတ်လိုက်ရတဲ့အနေအထားမျိုးရောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ရလာတဲ့ဘဝအခြေအနေလေးမှာဟိတဆိုတဲ့အခြေအနေကောင်းအခွင့်အရေးတွေကိုသုံးချနိုင်မှတို့တွေဒုက္ခဆိုတာရနိုင်မှာအေးဟိတဆိုတဲ့အခြေအနေကောင်းတွေကိုဖြစ်အောင်လုပ်ပြီးတော့တရားဝါတွေရဲ့ဆင်းရဲဒုက္ခဘေးရန်အန္တရာယ်တွေကိုကာကွယ်ပေးသလိုတစ်ဖက်ကလည်းပဲအာဟိတာစနိဝတ္တနေနဟိတရဲ့ဆန့်ကျင်ဘက်မကောင်းတဲ့စိတ်ဓာတ်တွေမကောင်းတဲ့အပြောဆိုတွေမကောင်းတဲ့လုပ်ရပ်တွေမေတ္တာကင်းမဲ့မှုတွေကရုဏာကင်းမဲ့မှုတွေမုရိဒာကင်းမဲ့မှုတွေဥပေက္ခမထားနိုင်မှုတွေဆိုတဲ့လောဘဒေါသမောဟဆိုတဲ့အကုသိုလ်တရားတွေလွှမ်းခြုံနေတာတွေကအဲ့ဒီအကုသိုလ်တရားတွေကအာဟိတလို့ခေါ်တယ်အခြေအနေကိုဆိုးဝါးသွားစေတယ်ဆိုပါစို့ယောဂရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဆိုပါစို့ဒိုင်ယာပိတိဆိုတဲ့စီးကျိုယောဂရှိတယ်စီးကျိုယောဂရှိနေတာအချိုတွေကြီးပဲစားမယ်ဆိုရင်အချိုနေပိုဆိုးသွားဒီလိုဆိုလို့အခြေအနေဟာပိုဆိုးသွားထို့တူပဲငကောကမှဆင်းရဲဒုက္ခတွေများပြားနေရတဲ့အထက်ပဲအကုသိုလ်တွေကိုဆက်လုံးနေမယ်စိတ်ကောင်းနှလုံးကောင်းမထားနိုင်ဘူးဗြဟ္မစိုးတရားကင်းပြီးလောဘဒေါသမောဟတွေလွှမ်းမိုးနေမယ်ဆိုလို့ရှိရင်အာဟိတဆိုတဲ့အခြေအနေဆိုးတွေကိုယ်ရင်ထဲနှလုံးထဲမှာဖြစ်လာအဲ့ဒီအခြေအနေဆိုးတွေဟာဒုက္ခဆိုတာကိုမပေးနိုင်ဘူးဒုက္ခဆိုတာဖြစ်ပေါ်စေတယ်အဲ့ဒီအခြေအနေဆိုးတွေကနေမြတ်စွာဘုရားကရှောင်ကြရမယ်လို့ဆိုတာတစ်ဖက်ကဆိုပါစို့ရှင်းရှင်းပြောရရင်မတဲ့တာမစားနဲ့ဆေးမှန်တော့ဒါပဲပြောမှာယောဂဝေဒနာဆွဲကပ်လာတဲ့လူတယောက်ကိုဆေးမှန်တော့ယောဂဝေဒနာပြောင်းလိမ့်မယ်မတဲ့တာလည်းမစားနဲ့လို့ဒီလိုပြောအခုလိုပဲလူဘဝရောက်လာတဲ့ပုဂ္ဂိုလ်ဟာမဟုတ်တာတွေမလုပ်နဲ့အကုသိုလ်တွေမလုပ်နဲ့နော်လောဘဒေါသမောဟတွေ
ကိုယ်တဏ္ဍာမှာများစွာမဖြစ်စေနဲ့အတိုင်းတာတစ်ခုအရာပုထုဇဉ်ဘဝဖြစ်တော်လည်းပဲချိုးနေရမယ်အဲ့ဒါအာဟိတာသနိဝတနေနာအခွင့်အရေးကိုဖျက်ဆီးတတ်တဲ့အခြေအနေတွေကနေရှောင်ရှားခိုင်းတာအဲ့တော့မကောင်းတာကရှောင်ရှားခိုင်းခြင်းကောင်းတာကိုလှုပ်ဆောင်စေခြင်းမတည့်တာကိုမစားအောင်ရှောင်ရှားခြင်းတဲ့တာကိုစားပြီးစိတ်မှန်မှန်တောက်ခြင်းဟာယောဂဝေဒနာပျောက်ပြီးတော့ချမ်းသာဒုက္ခဆိုတာရမှာပေါ့ဒီတဲ့လက်တွေ့ကြတာပဲရှိမလဲနော်အဲ့တော့မြတ်စွာဘုရားကမတယ်ဆိုတာအဲ့ဒီပုံစံကိုမတယ်လို့ပြောတာအေးလောကလူသားတွေကတော့အဲ့လိုမဟုတ်ဘူးမြတ်စွာဘုရားတကူတော်နဲ့ဖယ်ရှားလိုက်မယ်တကူတော်နဲ့မဆားလိုက်မယ်လို့ညှော်လင့်ပြီးတော့မြန်မာနိုင်ငံမှာဘုရားဘာသာဝင်ဘုရားတရားတော်တွေကိုကြားနာမှုအားနည်းလာတဲ့ပုဂ္ဂိုလ်တွေဟာနော်နတ်ကိုးကွယ်တဲ့အနေအထားတွေကနေတဖြည်းဖြည်းကူးဆက်လာတဲ့အတွေးတွေဟာရှိနေတော့မယ်အဲ့ဒီအတွေးတွေဟာမှန်ကန်တဲ့အတွေးမဟုတ်ဘူးဆိုပါစို့တရားဓမ္မတွေပြောရမယ်ဆိုလို့ရှိရင်ဆရာတော်ကြီးတွေနဲ့တွေ့တဲ့အခါပါပြောတော့တပည့်တော်မေတ္တာပို့ပေးပါဘုရားလို့ပြောတယ်မေတ္တာပဲတောင်းနေတယ်ကိုကပို့ရမယ်မေတ္တာကြတော့နှမျောနေတယ်နော်မြတ်စွာဘုရားသခင်ကိုရောမြတ်ကမေတ္တာအကျိုး17မျိုးဆိုတဲ့ကောင်းကျိုးချမ်းသာအိပ်စက်ချမ်းသာလျက်တို့အိမ်မက်ဆိုးကင်းဆောင်ခြင်းနံများလူသားလက်ချစ်နတ်လေးချစ်လေးလက်နဲ့စိတ်ပြီးပြည်သည့်တဖြာစတဲ့မေတ္တာအကျိုးတွေဟာပွားတဲ့လူကမှရတာကိုယ်ရင်တဲ့နှလုံးထဲမှာမေတ္တာဖြစ်အောင်ကိုလုပ်ရမယ့်အစားတပည့်တော်မေတ္တာပွားပေးပါလို့ဆိုတော့ဘလောက်ပြင်းတယ်လဲဆိုတာစဉ်းစားကြည့်ပေါ့နော်အဲ့ဒီလိုသာလျှောက်တာနော်တစ်ဖက်ကနေပြီးတော့အရှင်ဘုရားတဲ့တပည့်တော်ဝအောင်အရှင်ဘုရားဖုံးပေးပါလို့တော့မလျှောက်ဘူးအဲ့ဒီလိုတော့မလျှောက်ဘူးအဲ့တော့စဉ်းစားကြည့်လေတပည့်တော်ဗိုက်စာရပြောင်းအောင်အရှင်ဘုရားပို့ပြီးတော့ဖုံးပေးလိုက်ပါလို့ဆိုတာနဲ့မတူဘူးလားအဲ့တော့ကိုစားမှကိုဝမှာလေအဲ့တော့မေတ္တာဆိုတာလေကိုကပို့တာကိုမေတ္တာခံခြင်းနေတဲ့အလျှောက်ထားမျိုးမဟုတ်ပဲနဲ့မိမိကိုယ်တိုင်ကနေပြီးတော့မေတ္တာပွားမှာမေတ္တာအကျိုး17မျိုးဆိုတာရအဲ့ဒါလိုတွေမကဘူးတချို့တရားဓမ္မတွေကဘုန်းကြီးနဲ့တွေ့လို့ရှိရင်လက်ဖွဲ့တောင်းတာတို့အုံဖွမန္တန်တောင်းတာတို့ရှိသေးတယ်နော်အဲ့တော့လက်ဖွဲ့တွေအုံဖွမန္တန်တွေရလာလို့ကိုအကျိုးရှိမယ်ဆိုကိုပဲလုံးမှာပေါ့ပဲပေးမလဲနော်အဲ့ဒါလို့လောကကြီးမှာမှားယွင်းနေတဲ့လုပ်ရက်တွေဟာလက်ကြံကလေးတွေမပြောက်သေးဘူးလို့ဆိုရတယ်အဲ့တော့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့အခွင့်အရေးကောင်းအောင်မိမိတို့ကိုယ်တိုင်လုပ်အောင်အခုဘုရားသာသနာထစ်ရှားရှိနေလို့မြတ်စွာဘုရားပွင့်လာတယ်သူခေါ်ဗုဒ္ဓနာမဟုတ်ပါတော့ဘုရားရှင်ကိုရောမြတ်တို့ရဲ့ပွင့်ပေါ်မှုဟာချမ်းသာဒုက္ခကိုရစေတယ်ချမ်းသာတယ်လို့ဆိုတာဘာကြောင့်လဲဘုရားပွင့်လာတဲ့အခါမှာအခွင့်အရေးတွေပေါ်လွင်လာအခွင့်အရေးတွေပေါ်ထွန်းလာအဲ့ဒီအခွင့်အရေးပေါ်ထွန်းလာတဲ့အခွင့်အရေးကိုမှန်မှန်ကန်ကန်အသုံးချတဲ့ပုဂ္ဂိုလ်မှာဒုက္ခဆိုတာကိုရမယ်ဘုရားပွင့်လာတာနဲ့ချမ်းသာသွားတာလို့ဒီလိုလည်းမတွက်လေနဲ့ပြောရမယ်ဆိုလို့ရှိရင်စဉ်းစားကြည့်လေဘုရားပွင့်လို့မြေမျိုးပြီးအဝီစီရောက်သွားတာဘာလို့ရှိတယ်နော်ကဲ၍စဉ်းစားကြည့်ပေါ့အကယ်၍မြတ်စွာဘုရားမပွင့်ဘူးဆိုလို့ရှိရင်သူလောဟိတုပ္ပါဒကကံကိုသူကျွလွန်မှာမဟုတ်ဘူးသံဃာဗေဒကကံကိုကျွလွန်မှာမဟုတ်ဘူးဘုရားပွင့်လာလို့ဘုရားနဲ့တွေ့လို့လောဟိတုပ္ပါဒကကံလည်းကျွလွန်ဒီလိုဆိုလို့ရတယ်ပေါ့တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်ဘုရားပွင့်လာသည့်အတွက်ကြောင့်ဆင်းရဲတွင်နဲ့သွားတဲ့ပုဂ္ဂိုလ်သို့တော့အဲ့ဒီစကားမှာဘယ်လိုပြောရမလဲလို့ဆိုလို့ရှိရင်ဘုရားပွင့်လို့ဆင်းရဲတွင်နဲ့သွားတယ်ဆိုတာဟာမြတ်စွာဘုရားရဲ့အပြစ်လို့ပြောလို့မရဘူးသူ့ရဲ့အပြစ်သာဖြစ်တယ်ဆိုပါစို့အမတန်မာကျော်တဲ့ကြောက်တုံးကြီးကသူ့ဟာသူရှိနေတာအဲ့ဒီကြောက်တုံးကြီးကိုဝင်ပြီးတော့ခေါင်းနဲ့တိုက်လို့ရှိရင်ဘယ်သူအပြစ်လို့ပြောမလဲခေါင်းနဲ့တိုက်တဲ့ပုဂ္ဂိုလ်ရဲ့အပြစ်သာပြောမယ်ကြောက်တုံးမာတာရဲ့အပြစ်မဟုတ်ဘူးထို့တူပဲမြတ်စွာဘုရားပွင့်လာတာဟာအများအတွက်ပွင့်လာတာမှန်တယ်သို့တော့ရလာတဲ့အခွင့်အရေးကို
မမှန်ကန်တဲ့နည်းနဲ့အသုံးချလိုက်လို့သူဒီလိုဖြစ်တာသို့တော့ရသော်ဘုရားပွင့်လာမှုနဲ့မပတ်သက်ဘူးလားလို့ပြောရင်ပတ်သက်နေတယ်လို့ပဲပြောဆက်ဆက်မှုတွေကတော့ရှိတာပေါ့ဒါတွေမကဘူးလောကကြီးမှာကြည့်အခုအင်းရေထဲမှာရေနစ်တဲ့လူတွေရှိမှာပေါ့အေယာဝတီမြေကြီးထဲမှာလည်းပဲရေနစ်တဲ့လူတွေရှိတယ်ဒါမို့ဒီမြေကြီးဟာလူကိုသေစေတတ်တဲ့မြေကြီးလို့ဒီလိုပြောလို့ရမလားအေးမြစ်ကတတ်တယ်လို့ပြောလို့မရဘူးမစင်မကျင်ရေထဲဆင်းတဲ့ပုဂ္ဂိုလ်ရဲ့အပြစ်သာဖြစ်တယ်မြစ်ရဲ့အပြစ်မဟုတ်ဘူးမြစ်ရှိသည့်အတွက်ကြောင့်အေးတယ်မြတယ်ရေတွေကိုသုံးချနိုင်တယ်အငြိအကျေးတွေကိုတန့်စင်နိုင်တယ်စိုက်ပျိုးနိုင်တယ်အကျိုးတွေအများကြီးပဲလေကောင်းကျိုးချမ်းသာတယ်မှန်မှန်ကန်ကန်သုံးချသွားလို့ရှိရင်ကောင်းကျိုးချမ်းသာတွေကိုရမမှန်မကန်အသုံးချရင်တော့သုံးချတဲ့ပုဂ္ဂိုလ်ရဲ့အပြစ်သာပဲဖြစ်တယ်ပေါ့ထို့တူပဲဒီဝရကြီးဝီစီကြတာဟာဖျားပွင့်လာတာကိုမှန်ကန်တဲ့နည်းနဲ့သုံးမချပဲနဲ့မှားမှားယွင်ယွင်မဟုတ်တာတွေလုပ်လို့သာဝီစီငရဲကြသွားတာဖြစ်တယ်ပေါ့ဖျားပွင့်ခြင်းဆိုတဲ့အကြောင်းကိုအကြောင်းပြုပြီးကြတာတော့မဟုတ်ဘူးအာဟုသူကိုအကြောင်းပြုပြီးတော့ဒါကြတာဖြစ်တယ်ဒီလိုဆိုတယ်နော်အေးအလေးနဲ့ဘယ်ကိစ္စပဲဖြစ်ဖြစ်အလေးနဲ့ဆင်ញင်စဉ်းစားပြီးတော့ကြည့်တတ်ဖို့ဆိုတာအမြဲတမ်းအရေးကြီးဘယ်ရာပဲဖြစ်ဖြစ်ဆင်ញင်စဉ်းစားမှုဟာတိတ်တန်မိုးရှိတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကပစ္စဝခဏဘဟုကာလဟောတိပစ္စဝခဏကုသလေတုဓမ္မေတုကောင်းမြတ်တဲ့အပြစ်ကင်းပြီချမ်းသာဒုက္ခကိုပေးနိုင်တဲ့အရာတွေနဲ့ပတ်သက်လာလို့ရှိရင်ဆင်ញင်သုံးသပ်တဲ့ဉာဏ်ဟာတိတ်တန်ဖို့ရှိတယ်လို့ဒီလိုဆိုလို့ဆင်ញင်သုံးသပ်တတ်ရမယ်အရာခသိန်းကိုဘဝရထားတဲ့အခါမှာဘဝမှာလည်းဆင်ញင်သုံးသပ်ရမယ်ကိုလျှောက်နေတဲ့လမ်းကိုလည်းကိုဆင်ញင်သုံးသပ်မှုနဲ့လျှောက်လှမ်းကြရမှာဖြစ်တယ်ခုဘဝအခွင့်အရေးချမ်းသာဒုက္ခနဲ့ဘဝအခွင့်အရေးဆိုတာဘဝအနေနဲ့အခွင့်အရေးတစ်ခုတော့ပေးတာဆိုပါစို့လူတွေဟာဖျားပွင့်တဲ့အချိန်လူဖြစ်လာကြတာချင်းတူတူပဲတချို့ကနတ်ပြည်ရောက်သွားတယ်တချို့ကအပင်ငယ်ကျသွားကြအခွင့်အရေးရထားတာချင်းတူတူဖြစ်ပါလေရဲ့မိမိတို့အသုံးချတဲ့အပေါ်မှာမူတည်ပြီးတော့အခွင့်အရေးကိုမှန်မှန်ကန်ကန်အသုံးချသွားတဲ့ပုဂ္ဂိုလ်တွေကချမ်းသာဒုက္ခဆိုတာကိုရရှိသွားကြပြီအခွင့်အရေးကိုတလွဲအသုံးချသွားတဲ့ပုဂ္ဂိုလ်တွေကဆင်းရဲဒုက္ခနဲ့ကြုံကြရတယ်အဗ္ဗဓမ္မထင်ရှားတယ်ပေါ့ဒါကြောင့်မို့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့အလေးနဲ့ထားပြီးတော့မြတ်စွာဘုရားပွင့်လာလို့ကောင်းမြတ်တဲ့အခွင့်အရေးတွေဟာဘာတွေဖြစ်ပေါ်လာသလဲအလေးနဲ့ဆင်ញင်စဉ်းစားကြည့်မြတ်စွာဘုရားဖွင့်လာခြင်းဟာဘယ်လိုအကျိုးကျေးဇူးတွေကိုဖြစ်ပေါ်လာစေသလဲဆိုပါစို့အရှိလောကရကနေမင်းကြီးပေါ်လာတဲ့အခါမှာမြင်ကွင်းတွေဟာထင်ထင်ရှားရှားမြင်လာရတယ်ပေါ့အလင်းရောင်ကြောင့်ထင်ထင်ရှားရှားမြင်လာကြရတယ်အဲ့ဒီမြင်လာတဲ့အပေါ်မှာကိုယ်ဘာတွေအသုံးချမလဲနော်တန်မိုးရှိတဲ့အရာတွေကိုအသုံးချဖို့လိုအပ်တယ်ပေါ့ဘုရားပွင့်လာတာဟာမြတ်စွာဘုရားကဘယ်လိုအခွင့်အရေးတွေကိုဖြစ်ပေါ်စေတော့ဆိုမြတ်စွာဘုရားပွင့်လာခြင်းအပြင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဆိုတာခွဲခြားဟောပြောလာတယ်မြတ်စွာဘုရားကဟောတယ်တပ္ပပပတ္တအာကရဏအကုသိုလ်မှန်သမျှမလှုပ်နဲ့ကုသလတုပတမရာကုသိုလ်မှန်သမျှကိုယ်တဏ္ဍမှာပြည့်စုံအောင်လုပ်ရမယ်ရှောင်ရံနဲ့ဆောင်ရံနှစ်ခုကိုမြတ်စွာဘုရားခွဲခြားပြီးတော့ဟောပြဒါဘုရားပွင့်လာမှဖြစ်ပေါ်လာတဲ့အခွင့်အရေးအကယ်၍သာဘုရားမပွင့်ဘူးဆိုရင်ဒါကလှုပ်တဲ့နာလားဒါကမလှုပ်တဲ့နာလားဆိုတာမသိဘူးမသိရင်ဘာဖြစ်တုံးဆိုရင်မလှုပ်တဲ့နာကိုလှုပ်တဲ့တယ်လို့ထင်လာမယ်လှုပ်တဲ့နာကြတော့မလှုပ်တဲ့ဘူးလို့ထင်လာတယ်ထင်လာယုံနေပြီးလာလို့ဆိုမပြီးဘူးမလှုပ်တဲ့နာကိုလှုပ်တဲ့တယ်လို့ထင်ပြီးတော့လှုပ်တယ်လှုပ်တဲ့နာကြတော့မလှုပ်တဲ့ဘူးလို့ထင်ပြီးတော့ရှောင်တယ်ဆိုတော့ငါးပါးမှောက်ကောင်းကျိုးချမ်းသာတွေကလွဲချော်ကုန်ဒီလိုဖြစ်လာတယ်နော်ဒါကြောင့်မို့လို့ဘဝရဲ့အခွင့်အရေးဆိုတာဘုရားပွင့်လာတာဘဝရဲ့အခွင့်အရေးတစ်ခုပဲဘုရားပွင့်လာတဲ့အတွက်ကြောင့်ဤကားကုသိုလ်ဤကားအကုသိုလ်ဆိုတာခွဲခြားပြီးတော့သိလာတယ်ဒါကအပြစ်ရှိတယ်ဒါကအပြစ်မရှိဘူးဆိုခွဲခြားသိလာ
တိယုံနဲ့ပြီးသွားလားလို့ဆိုမပြီးဘူးအလေးနဲ့ဆင်ခြင်စဉ်းစားပြီးတော့ရှောင်ရမယ့်ဟာကိုရှောင်ဖို့ဆောင်ရမယ့်ဟာကိုဆောင်ဖို့ဆိုတဲ့လုပ်ငန်းကဆက်လက်ပြီးတော့လုပ်ကြရမှာဖြစ်အဲ့ဒါလို့လှုပ်ဆောင်တဲ့အခါမှာဒုက္ခဆိုတဲ့ချမ်းသာဒုက္ခရမှာဒီလိုဆိုလိုတာပေါ့နော်ဖျားပွင့်တာနဲ့ပတ်သက်ပြီးဆက်ဆက်ပြီးတော့ချမ်းသာဒုက္ခရတယ်ဆိုတာလုံးဝပြည့်ပြည့်စုံတဲ့ချမ်းသာဒုက္ခမျိုးထီအောင်ဖြစ်ပေါ်စေလူတွေရဲ့အတိုင်းအတာလိုက်မြတ်စွာဘုရားသခင်ကိုရောမြတ်ပွင့်ပေါ်လာတဲ့အခါမှာဘာလုပ်လဲမြတ်စွာဘုရားကဆုံးမဩဝါဒပေးတယ်ဆုံးမဩဝါဒဟာအလွန်တန်ဖိုးရှိတယ်ဒါကြောင့်မို့ခွန်ကြီးတို့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့မြတ်စွာဘုရားကိုယုံကြတယ်တရားဆိုတဲ့ယုံကြည်တဲ့စိတ်ဖြစ်တယ်ဆိုတာဘာကိုယုံကြည်တာတော့ဆိုစာပေကျမ်းဂန်ထဲမှာနော်တတ္ထတရားယုံကြည်မှုဆိုတာဘာကိုခေါ်တယ်လဲလို့မေးခွန်းထုတ်ပြီးဖြေတဲ့အခါမှာတတ္တဟတိတထာဂတတဘောဓိမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တာအဲ့ဒါကိုတရားလို့ခေါ်တယ်ဘုရားဘာသာဒီနေရာမှာစဉ်းစားကြည့်ဖို့တကူကိုယုံကြည်တာဆိုတာနဲ့တခြားစီနော်အသိဉာဏ်ကိုယုံကြည်တယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာမြတ်စွာဘုရားရဲ့အသိဉာဏ်ပေါ်မှာလုံးဝယုံကြည်ထားသည့်အတွက်ကြောင့်ထိုအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာဟောပြောဆုံးမတဲ့အဆုံးအမစကားဟာဘယ်တော့မှမလွဲမှားဘူးဆိုတာကိုလည်းလက်ခံမိသားဖြစ်သွားတယ်။လိုက်နာကျင့်သုံးမှုအခြေအနေတစ်ခုကိုလည်းဖန်တီးပြီးသားဖြစ်သွား။အဲ့တော့ကိုချမ်းသာဒုက္ခရဖို့ဆိုတဲ့နေရာမှာနော်လိုက်နာကျင့်သုံးမှချမ်းသာဒုက္ခကိုရဆိုပါစို့ဆရာဝန်ကဆေးကိုညွှန်းမှာပဲမတောက်သေးသမျှထိုဆေးကယောဂါကိုပျောက်စေမှာမဟုတ်ဘူး။တောက်မှသာလျှင်ယောဂါကိုပျောက်စေမှာဖြစ်တယ်။ထို့အတူပဲမြတ်စွာဘုရားကမှန်ကန်တဲ့လမ်းကြောင်းအဆုံးအမဩဝါဒကိုပေးလိုက်တယ်အေးမှတ်သားနာယူပြီးတော့ဒီတရားကိုသုံးမချဘူးဆိုလို့ရှိရင်ဆေးမတော့ဘဲနေတာနဲ့အတူတူပဲဆေးမတော့ဘဲနေသည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာဆိုတာဒီလောက်လေးနဲ့တော့ရလာအောင်မဟုတ်သေးဘူးပေါ့ဆေးတော့တယ်လို့ပဲဆုံးမဩဝါဒတွေကိုလိုက်နာကျင့်သုံးမှုဆိုတာဟာအရေးပါတယ်လို့လိုက်နာကျင့်သုံးမှုထီအောင်လုပ်ကြရမှာဖြစ်တယ်ဒါကြောင့်မို့သောတာပန်ဖြစ်ဖို့အင်္ဂါရက်တွေမြတ်စွာဘုရားဟောပြတဲ့အခါမှာနံပါတ်1တပ္ပုရိသဝတ္တယတပ္ပုရိသတန်တေဝသူတော်ကောင်းနဲ့ပေါင်းစုံမိခြင်းဟာအကြောင်းတစ်ခုပဲပေါင်းစုံမိသည့်အတွက်ကြောင့်ဒုတိယဖြစ်ပေါ်လာတဲ့အကြောင်းတစ်ခုကဘာတော့တတ္တမသဝနာသူတော်ကောင်းတရားကိုကြားနာခွင့်ရသွားတယ်ပေါင်းတဲ့တွဲဆုံကြမှုကြောင့်တရားနာရမှုဆိုတဲ့အခွင့်အရေးတစ်ခုရသွားတွဲဆုံခြင်းကပထမတရားနာခွင့်ရတာကဒုတိယဟောအကြောင်းကောင်းနှစ်ခုနဲ့ဆုံပြီးသွားအဲ့ဒါနှစ်ခုနဲ့နေမဲ့သူကကိစ္စပြီးသွားလားလို့ဆိုမပြီးဘူးဘာလို့အောင်အတွင်းအကြောင်းနှစ်ခုရှိသေးတယ်ယောနိသောမနတိကာရတဲ့မှန်ကန်တဲ့ခံယူချက်မှန်ကန်တဲ့နှလုံးသွင်းရှိရအောင်မယ်မှန်ကန်တဲ့ခံယူချက်အသိဉာဏ်နဲ့လက်ခံယုံကြည်မှုဆိုတာရှိရအသိဉာဏ်နဲ့လက်ခံတယ်စဉ်းစားတယ်ဝေဖန်တယ်အဲ့ဒီယောနိသောမနတိကာရစိတ်ထဲနှလုံးထဲမှာမှတ်သားပြီးတော့မှန်ကန်တဲ့အတွေးတွေနဲ့တွေးတောနိုင်မှုဟာအကြောင်းတစ်ခုပဲအေးတွေးနေုံနဲ့ပြီးလာလို့ဆိုမပြီးဘူးဘာတော့ဓမ္မာနုဓမ္မပฏิပတ်တိဓမ္မနဲ့လျော်တဲ့မလေးပါဖို့လေးပါနိဗ္ဗာန်လို့ဆိုတဲ့အဆင့်မြင့်ဓမ္မနဲ့တင့်လျော်တဲ့အနုဓမ္မဆိုတဲ့သီလသမာဓိပညာသိက္ခာ300အကျင့်မြတ်ကိုကျင့်ကြံကြိုးကိုအထောက်အောင်မယ်ဟောအထုတ်ပြီးဆိုတော့မှဒုက္ခဆိုတဲ့ချမ်းသာကိုရမှာပေါ့ဒီလိုဆိုတာနော်တကူတည်းနဲ့ရလာမယ်လို့တော့ဘယ်တော့မှမရှိဘူးအကြောင်းစုံမှအကောင်းဆိုတာစုံလားအကြောင်းစုံအောင်လုပ်ဖို့လိုအပ်တယ်ပေါ့အေးသောတာပန်ဖြစ်ခြင်းရဲ့အကြောင်း၄မျိုးဆိုပြီးတော့မြတ်စွာဘုရားဟောထားတာလူတိုင်းဟာမြင့်မြတ်တဲ့နိဗ္ဗာန်လမ်းကြောင်းကြီးပေါ်ရောက်ပြီးတော့နိဗ္ဗာန်ထဲမှာလိုင်းဝင်သွားတာဆိုလိုတာသောတာပန်ဆိုတာသောတာပန္နလို့ဆိုတဲ့စကားလုံးကသောတာဆိုတာဒီနေရာမှာနားကိုပြောတာမဟုတ်ဘူးနိဗ္ဗာန်ရေစီးချောင်းကြီးကိုသောတာလို့ခေါ်တယ်နိဗ္ဗာန်ထိအောင်စီးဝင်သွားနိုင်တဲ့ရေစီးချောင်းကြီးလမ်းကြောင်းကြီးကိုသောတာလို့ခေါ်တယ်အဲ့ဒီသောတာဆိုတာဘယ်သူကိုရည်ညွှန်းတာတော့ဆိုမဂ္ဂင်၈ပါးအကျင့်တရားကိုရည်ညွှန်းတာအဲ့ဒီမဂ္ဂင်၈ပါးအကျင့်တရားလို့ဆိုရသောတာမဂ္ဂသောတာတွေကို
အာပန္နရောက်ရှိစည်းဝင်သွားတယ်သောတာပန်ဖြစ်တယ်သောတာပန်ဖြစ်တယ်ဆိုတာနိဗ္ဗာန်လမ်းကြောင်းနဲ့ရောက်သွားပြီလို့ဒီလိုဆိုလိုတာဒါကြောင့်မို့လို့အင်္ဂလိပ်လိုနိုင်ငံသားတွေကိုဒီသောတာပန်ဆိုတဲ့စကားလုံးကိုအဓိပ္ပာယ်ပြန်တဲ့အခါကျတော့သူတို့ကဘယ်လိုပြန်တော့ဆို Sri winner လို့ပြန်တယ်နော် Sri ဆိုတာရေစီးကြောင်းကြီးလမ်းကြောင်းကြီးအဲ့ထဲမှာ winner ဆိုတာအောင်မြင်သွားတယ်အဲ့တော့တိုင်းရဲ့စကားလုံးနဲ့ပြောမယ်ဆိုရင် Sri Intara ဆိုတာလမ်းကြောင်းကြီးထဲဝင်သွားတယ်ဒီလိုဆိုလို့လိုင်းဝင်သွားတယ်လိုင်းပေါ်ရောက်သွားပြီတို့ဒီလိုလိုင်းပေါ်ရောက်သွားပြီဆိုရင်လမ်းမှန်သွားပြီပေါ့ဒါကြောင့်မို့သောတာပန်ဖြစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာနိဗ္ဗာန်သွားမဲ့လမ်းကြောင်းကြီးပေါ်ရောက်သွားသူလို့အဓိပ္ပာယ်ရတယ်နော်နိဗ္ဗာန်လမ်းကြောင်းကြီးကိုရောက်သွားတယ်ဆိုတာဘယ်လမ်းကြောင်းတုံးလို့ပြီးရင်မဂ္ဂင်၈ပါးအဲ့တော့မဂ္ဂင်၈ပါးလမ်းကြောင်းဆိုတာဟာမြတ်စွာဘုရားကဖွဲ့စည်းပြီးတော့ပြထားတာမဂ္ဂင်၈ပါးလမ်းကြောင်းဆိုတာတခြားမဟုတ်ဘူးသီလရယ်သမာဓိရယ်ပညာရယ်လူတွေရဲ့အည်ချင်းတန်ဖိုးအရှိဆုံးအရာဘဝမှာလူဘဝရဲ့အခွင့်အရေးဆိုတာအဲ့ဒီမဂ္ဂင်၈ပါးသီလသမာဓိပညာကျင့်နိုင်တဲ့အနေအထားတစ်ခုကိုရလာတာဒါအခွင့်အရေးပဲအဲ့ဒီအခွင့်အရေးကျင့်နိုင်တဲ့အနေအထားရတိုင်းလူတိုင်းဟာကျင့်သလားဆိုမကျင့်ဘူးနော်အခွင့်အရေးတော့လူတိုင်းရကြတယ်ဆိုပါစို့ဒီကနေ့မြတ်စွာဘုရားပွင့်တဲ့ခေတ်ကာလမှာလူဖြစ်လာတဲ့ပုဂ္ဂိုလ်သို့မဟုတ်မြတ်စွာဘုရားသာသနာထွန်းကားနေတဲ့အခိုက်လူဖြစ်လာကြတဲ့ပုဂ္ဂိုလ်တွေဟာတူညီသောအခွင့်အရေးကိုရရှိကြတယ်။ကောင်းကင်ကနေမင်းကြီးလင်းလင်းထိန်ပနေတဲ့အချိန်မှာအလင်းရောင်ကိုလူတိုင်းဟာတူညီစွာအခွင့်အရေးတစ်ခုရထားတယ်။နော်အခွင့်အရေးရထားတယ်။မျက်စိရှိတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာအလင်းရောင်ကြီးကိုရထားလို့မျက်စိကိုသုံးချပြီးတော့မြင်နိုင်ကြတယ်ပေါ့တူညီတဲ့အခွင့်အရေးပဲသို့တော့အဲ့ဒီအလင်းရောင်ကြီးမှာဘာတွေအသုံးချသလဲအသုံးချတဲ့အပေါ်မှာအခွင့်အရေးချင်းတူတော့လဲအသုံးချတဲ့အပေါ်မှာမူတည်ပြီးဒီပုဂ္ဂိုလ်ကကောင်းစားတယ်ဒီပုဂ္ဂိုလ်ကမကောင်းစားဘူးဆိုတာအကွဲပြားခြားနာသွားတယ်အဲ့ဒါအခုလိုပဲဘုရားပွင့်လာတဲ့အခါမှာလူတိုင်းတဲ့ဘဝမှာတူညီသောအခွင့်အရေးကြီးတစ်ခုရသို့တော့တူညီသောအခွင့်အရေးရထားတော့လည်းပဲတချို့ကမဂ္ဂင်၈ပါးဆိုတဲ့လမ်းကြောင်းကြီးကိုကြောပေးထိုင်နေတယ်တချို့ကမဂ္ဂင်၈ပါးလမ်းကြောင်းပေါ်တက်ပြီးတော့ရှောက်တယ်အဲ့တော့ရှောက်လန်းတဲ့ပုဂ္ဂိုလ်နဲ့မရှောက်လန်းမဲ့လမ်းပြောင်းပြန်သွားနေတဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်တို့ကချမ်းသာဒုက္ခဘယ်လိုရမလို့ဆိုရင်တက်လန်းပြီးတော့ရှောက်လန်းသွားတဲ့ပုဂ္ဂိုလ်ပဲရမှာပေါ့လမ်းပြောင်းပြန်သွားနေတဲ့ပုဂ္ဂိုလ်ကမရဘူးပေါ့တူညီသောအခွင့်အရေးတစ်ခုကိုအသုံးချလိုက်ပုံညမတူကြဘူးပေါ့မတူသည့်အတွက်ကြောင့်လူတွေဟာဒီလိုကွဲပြားခြားနားသွားတယ်လို့ဒီလိုမှတ်အဲ့တော့အခွင့်ကောင်းတွေကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ပွင့်ပေါ်လာခြင်းအပြင်ကောင်းမြတ်တဲ့အခွင့်အရေးတွေဖြစ်ပေါ်လာအမှန်တရားကိုသိခွင့်ရလာတယ်အမှန်တရားကိုသိရှိခွင့်ရလာတယ်အမှန်တရားဆိုတာအလုံးသိကြတဲ့အတိုင်းပဲအမှန်ဟာ၄ချက်အမှန်၄ချက်ကိုတည်တည်ချာချာရှင်းလင်းအောင်ပြောရမယ်ဆိုရင်ဘဝမှာပြဿနာဆိုတာရှိတယ်ပြဿနာဆိုတာဖြစ်နေတယ်ဘဝရဲ့ပြဿနာဘာတော့တဖြည်းဖြည်းအိုးလာတာဘဝပြဿနာအခုဘုန်းကြီးတို့ဆိုလို့ရှိရင်86နှစ်တည်းရောက်လာပြီဘေးကတွဲဖပေးတဲ့ပုဂ္ဂိုလ်မပါလို့ရှိရင်သွားဖို့လာဖို့တော်တော်ခက်လာနော်တွေးမှဖေးမှနေရတဲ့ပုဂ္ဂိုလ်တွေဖြစ်လာပြီကိုယ်တိုင်ယက်တည်နိုင်ဖို့ဆိုတာခက်ခဲလာပြီလူငယ်လူရွယ်တွေလူသွားဖို့လာဖို့တွေခက်ခဲလာတယ်အဲ့တော့ဘဝမှာဒီဖြစ်ပေါ်လာတာအဲ့ဒါဟာအိုးလာခြင်းဟာဘဝရဲ့ပြဿနာတစ်ခုပဲနောက်ကြလို့ရှိရင်အိုယုံမြမကဘူးနားလာပြီဆိုတဲ့အခါကျတော့အိယာမထနိုင်အဲ့ဒါလည်းပြဿနာတစ်ခုပဲနောက်ဆုံးသေဆုံးသွားတာကြဟောဘဝရဲ့ပြဿနာအိုခြင်းနာခြင်းသေခြင်းလို့ဆိုတဲ့ဒီဘဝရဲ့ပြဿနာကြီးဟာဖြစ်ပေါ်နေတယ်လူတိုင်းကြုံတွေ့ကြရဘဝပြဿနာဖြေရှင်းလို့ရလားဆိုမရဘူးဒီဘဝမှာလည်းဒီလိုသွားမယ်သေသွားတဲ့နောက်ပြန်မွေးမယ်ဆိုလို့ရှိရင်မွေးတဲ့နေရာမှာတစ်ခါပြန်အိုးမယ်နာအောင်မယ်သေအောင်မယ်ဟော
ဒီစက်ဝန်းကြီးတွေကမလွတ်ကင်းနိုင်တဲ့ဒီဘဝဒုက္ခကြီးကိုရင်ဆိုင်ပြီးတော့နေကြအဲ့ဒီဟာကိုမြတ်စွာဘုရားကဒုက္ခလို့ဟောတာနော်ကျင့်တတ်เสียမကောင်းဘူးဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာ၅ပါးဟာကျင့်တတ်เสียမကောင်းဘူးဘာကြောင့်ကျင့်တတ်เสียမကောင်းလို့ဆိုအပေါ်ယံကြည့်လိုက်ရုံနဲ့သိတယ်တဖြည်းဖြည်းအိုမင်းလာတယ်နားလာတယ်နောက်ဆုံးမှသိဆုံးသွားတယ်ဇာတိစရာမရဏဆိုတာဒီလိုဒုက္ခကြီးဟာဘဝဟာရထားတဲ့ခန္ဓာကိုယ်ကြီးဟာဇာတိစရာမရဏနဲ့ဒီလိုဆုံးသက်သွားတာဖြစ်တော့ကြောင့်ဒါဘဝရဲ့ပြဿနာကြီးတစ်ခုပဲအဲ့ဒီဘဝရဲ့ပြဿနာကြီးဟာဘာကြောင့်ဖြစ်နေရတယ်လဲလို့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ကြည့်လေမြတ်စွာဘုရားကရှင်းပြထားတယ်ဘဝပစ္စယဇာတိဘဝပစ္စယဇာတိဘဝပစ္စယဇာတိဘဝပစ္စယဘဝဆိုတဲ့ကံတရားတွေရှိနေသည့်အတွက်ကြောင့်ဇာတိဆိုတာဖြစ်လာဒါဖြင့်ကံတရားတွေကဘာကြောင့်ရှိနေရဥပါဒနာပစ္စယဘောမိမိတဏ္ဍာမှာဖြစ်တဲ့ဆွဲလန်းမှုတွေအမြင်မှားမှုတွေဒါကြောင့်ဖြစ်လာဒါဖြင့်ဆွဲလန်းမှုတွေအမြင်မှားမှုတွေဟာဘယ်သူကကြောင့်ဖြစ်လာလဲဆိုရင်တဏ္ဍာပစ္စယဥပါဒနာလူကျင်မှုတွေတွေ့တာမှုတွေကြောင့်ဥပါဒနာဆိုတာဖြစ်လာအဲ့ဒီလူကျင်မှုတွေ့တာမှုတွေကြောင့်ဘယ်သူကြောင့်ဖြစ်ပြန်တာတော့ဆိုရင်ဝေဒနာပစ္စယတဏှာလို့ဆိုဟောခံစားခြင်းနဲ့လေလူတွေကချမ်းသာဒုက္ခဆိုရင်သဘောကျတယ်ဆင်းရဲဒုက္ခဆိုရင်သဘောမကျဘူးဘဝမှာပျော်ရွှင်ချမ်းမြေ့ဖို့ဘဝဒုက္ခမျောလင့်တောင်းတပြီးတော့လုပ်နေကြဒါကြောင့်မို့ဝေဒနာပစ္စယတဏှာအဲ့ဒီဝေဒနာဆိုတာဘာကြောင့်ဖြစ်တုံးဆိုရင်သတ္တပစ္စယဝေဒနာအာယုန်နဲ့ဆက်ဆက်မိနေထိတွေ့နေလို့ဒါဖြင့်ဘာကြောင့်အာယုန်နဲ့ဆက်ဆက်ထိတွေ့နေတယ်လဲဆက်သွယ်နေတယ်ဆိုရင်သလယရဏပစ္စယဖတ်တော့လူတွေမှာနော်ပြင်ဘက်ကမြင်ကွင်းကိုမြင်ဖို့ကြည့်ဖို့မျက်စိရှိလာတယ်နော်အတန်ကိုနားထောင်ဖို့နားရှိလာတယ်အနံ့ရှူဖို့နှာခေါင်းရှိလာတယ်အရသာကိုသိဖို့လျှာရှိလာတယ်အထီးတွေကိုသိဖို့ခန္ဓာကိုယ်ရှိလာတယ်စိတ်ကူးကြံစီလို့ရအောင်မနဆိုတာရှိလာတယ်ဆိုဟောသက္ကုသောတာကာဏစီဝါကာယမနဆိုတဲ့အာယရဏ6ပါးသလယရဏဆိုတဲ့အာယရဏ6ပါးအဲ့ဒီအာယရဏ6ပါးorgan 6ခုကြောင့်မို့လူတွေကပြင်မဲ့အာယုန်တွေနဲ့ဆက်သွယ်လာကြတယ်မျက်စိရှိလို့အမြင်အာယုန်နဲ့ဆက်သွယ်တယ်နားရှိလို့အသံနဲ့ဆက်သွယ်တယ်နှာခေါင်းရှိလို့အနံ့နဲ့ဆက်သွယ်လာတယ်လျှာရှိလို့ရတာနဲ့ဆက်သွယ်လာတယ်ခန္ဓာကာယပတာရရှိလို့အထီးတွေ့အာယုန်နဲ့ဆက်သွယ်လာတယ်စိတ်ရှိလို့ကြံတွေးစရာအာယုန်တွေနဲ့ဆက်သွယ်လာတယ်အဲ့ဒီဆက်သွယ်မှုတွေဖြစ်ပေါ်လာဖတ်တာဆက်သွယ်လာတယ်အဲ့ဒီorgan တွေဆိုတဲ့သလယရဏပစ္စယဖတ်တော်တဲ့ဒါတွေရှိလို့ဆက်သွယ်မှုတွေစိတ်နဲ့အာယုံဟာဆက်သွယ်ပြီးထိတွေ့လာအဲ့တော့ဒီ6မျိုးကတော့ဘာကြောင့်ရှိရတာတော့ဆိုနာမရူပပစ္စယသလယနာနေယုတ်တွေရှိလာလို့ဖြစ်တယ်နာယုတ်ကဘာကြောင့်ရှိတော့ဆိုဝိညာဏပစ္စယနာမရူပံလို့ဆိုတဲ့အတိုင်းပရိသေရိစိတ်ကလေးပေါ်လိုက်လို့ဒါတွေဖြစ်လာရတာဟောပရိသေရိစိတ်ကလေးကဘာကြောင့်ပေါ်လာတော့ဆိုသင်္ခါရပစ္စယဝိညာဏသင်္ခါရဆိုတဲ့ကိုယ်လုံးတဲ့ကောင်းမကံကံတရားတွေကြောင့်ဖြစ်လာဒါဖြင့်ကောင်းမကောင်းဆိုတဲ့ကံတရားတွေကဘယ်သူကြောင့်ဖြစ်တာတော့ဆိုအဝိဇ္ဇပစ္စယဟောပရိစ္ဆသမုပ္ပါဒ်မှာမြတ်စွာဘုရားအကြောင်းကျိုးဆက်ပြီးတော့ပြအကြောင်းကျိုးဆက်ပြလို့ဘဝရဲ့ problem တွေပြဿနာတွေဒုက္ခတွေဆိုတာဟာဟောဒီအကြောင်းတွေနဲ့ဒီလိုဆက်သွယ်ပြီးတော့ဖြစ်ပေါ်နေတာလို့ဆိုဒုက္ခရဲ့အကြောင်းတရားကိုသိတယ်ဒုက္ခရဲ့အကြောင်းတရားကိုသိတာဒါဖြင့်အဲ့ဒီဒုက္ခကြီးငြိမ်းတာမရှိဘူးလားဒုက္ခនិရောဓရှိတယ်ရှိလာတာကိုသိနိုင်တဲ့နိလန်ရောရှိရလားလို့ဆိုရှိတယ်ပြဿနာတစ်ခုကိုပြဿနာတစ်ခုရဲ့အဖြေနဲ့ဖြေလိုက်လို့ပြဿနာတစ်ခုဟာပြေလည်သွားတယ်ပြေလည်သွားတာဟာဒုက္ခនិရောဓပြေလည်သွားတဲ့နိစ္စနစ်ကဒုက္ခនិရောဓဂ ामि နိပฏิပဒါလို့ဆိုရယ်မက္ခမဂ္ဂင်၈ပါးအကျင့်တရားဟာဒီဒုက္ခတွေကိုပြေလည်သွားနိုင်စေဒီကျင့်စဉ်တစ်ခုပဲလို့ဟောမြတ်စွာဘုရားကပြဿနာကိုလည်းဟောတယ်ပြဿနာဖြစ်ခြင်းအကြောင်းကိုလည်းဟောတယ်ပြဿနာပြင်းငြိမ်းမှုဆိုတာကိုလည်းဟောတယ်ပြဿနာပြင်းငြိမ်းအောင်မလုပ်ရမယ်ဆိုတာကိုလည်းဟောတာပြ
ပြည့်စုံတဲ့အမှန်တရားလို့ခေါ်တယ်စာလို့ပြောရင်ဒုက္ခသမုဒယဒုက္ခនិရောဓဂามိနိပฏิပဒါဆိုတဲ့အမှန်တရားအရိယာပုဂ္ဂိုလ်မြတ်တွေသိကြတဲ့သစ္စာတရားအဲ့ဒီသစ္စာ၄ပါးတရားဆိုတာဖျားပွင့်မှသိခွင့်ရကြတယ်ဒါဖျားပွင့်ခြင်းဟာအဲ့ဒီအခွင့်အရေးတစ်ခုကိုဖန်တီးပေးတယ်ဒါဖြင့်ဖျားပွင့်လိုက်တာနဲ့လူတိုင်းသိသွားလားလို့ဆိုမသိဘူးလေသိအောင်လုပ်တဲ့ပုဂ္ဂိုလ်မှသိမယ်သိအောင်မလုပ်တဲ့ပုဂ္ဂိုလ်မသိဘူးပေါ့နော်ဒါကြောင့်မို့တူညီသောအခွင့်အရေးကိုရထားတော့လေတူညီသောအကျိုးကိုတော့မရနိုင်ကြဘူးဘာကြောင့်တူညီသောအကျိုးကိုမရတာတော့ဆိုလှုပ်ခြင်းမလှုပ်ခြင်းပေါ်မှာမူတည်တယ်ဆိုလို့တရားဓမ္မကျင့်ခြင်းမကျင့်ခြင်းပေါ်မှာမူတည်ဒါကြောင့်မလို့ကိုယ်တိုင်လှုပ်ရမယ့်အလုပ်တွေကိုလှုပ်ဖို့ဒါအရေးကြီးဆုံးနော်ကိုယ်တိုင်လှုပ်ရမယ့်အလုပ်တွေကိုလှုပ်ရမယ်လှုပ်မှသာလဲသောတာပန်ဖြစ်ခြင်းအကြောင်းထဲမှာကြည့်လေခုနဓမ္မာနုဓမ္မပฏิပတ်တိတဲ့ဓမ္မဆိုတာမဲ့လေးတန်ဖိုးလေးတန်နိဗ္ဗာန်ကိုဓမ္မလို့ဘာကြောင့်ဓမ္မလို့ခေါ်တော့ဆိုရင်စတုတုအပါယေတုအပတမနေကတ္တဝါဓာရေတိတိဓမ္မောသူ့ကိုကျင့်ဆောင်မယ်ဆိုလို့ရှိရင်အပယ်လေးပါးမကြောက်အောင်သူထိမ့်ပေးထားအပယ်လေးပါးမကြောက်အောင်အမေကလည်းထိမ့်မပေးနိုင်ဘူးအဖေကလည်းထိမ့်မပေးနိုင်ဘူးဆွေတွေမျိုးတွေကလည်းထိမ့်မပေးနိုင်ဘူးငွေကြေးဌာနတွေကလည်းထိမ့်မပေးနိုင်ဘူးထိမ့်ပေးနိုင်တဲ့စွမ်းရည်တတ္တိရှိတာကတော့အဲ့ဒီမဲ့လေးတန်ဖိုးလေးတန်နိဗ္ဗာန်ဆိုတဲ့တရားကလူတွေဒုက္ခမရောက်အောင်ထိမ့်ပေးနိုင်တယ်လို့ဒါကြောင့်မလို့ဓမ္မလို့ခေါ်ဓမ္မံတရဏံကိစ္ဆာမိဓမ္မကိုကိုးကွယ်တယ်ဆိုအဲ့ဒီဓမ္မကိုကိုးကွယ်နော်အဲ့ဒီဓမ္မကိုဒီရအောင်ဘာလို့ရမလို့ဆိုအနုဓမ္မလို့ဆိုတဲ့လျော်တဲ့အကျင့်တရားကိုကျင့်ရအဲ့ဒီအနုဓမ္မဆိုတဲ့လျော်တဲ့အကျင့်ကဘာလဲလို့ဆိုမဂ္ဂင်၈ပါးပဲဖြစ်တယ်ဟောမဂ္ဂင်၈ပါးဆိုတာမြတ်စွာဘုရားရဲ့တရားတော်ကိုလိုက်နာကျင့်သုံးနေကြတဲ့မြို့ကောင်းသားမြို့ကောင်းသမီးတွေအားလုံးဒီမဂ္ဂင်၈ပါးဆိုတာသိထားကြတယ်အဲ့တော့မြန်မာလူရှင်းရှင်းလေးမဂ္ဂင်၈ပါးဆိုတာကြည့်တစ်ခုနဲ့တစ်ခုဆက်ဆက်နေပုံလေးကိုပြောရမယ်ဆိုလို့ရှိရင်တမ္မာဒိဋ္ဌိဆိုတာအမှန်မြင်တာကိုပြောတာနော်အမှန်မြင်တယ်ဆိုတာအစဉ်စဉ်ရှိတယ်နံပါတ်1အမှန်မြင်တယ်ဆိုတာအခြေခံအပြင်ပြောမှဆိုရင်ကိုလှုပ်တာကိုရတယ်ကုသကံအကုသကံဆိုတာရှိတယ်လို့ကမ္မတက္ကတာတမ္မာဒိဋ္ဌိဆိုတာအခြေခံအပြင်ဘုရားဘာသာဝင်မှန်လို့ရှိရင်ကမ္မတက္ကတာတမ္မာဒိဋ္ဌိကိုရှိရနော်ကမ္မဝါဒဆိုတာရှိရကိုလှုပ်တာကိုနဲ့သက်ဆိုင်တယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါကိုလက်ခံတယ်အဲ့ဒီဉာဏ်ရှိတယ်ကမ္မတက္ကတာတမ္မာဒိဋ္ဌိကနေတဆင့်တက်လာတဲ့အခါကျတော့အေးငါတို့ထင်နေတယ်ငါလို့ဆိုတာဘယ်ဟာလဲရုပ်နဲ့နာနှစ်ခုလူတွေနာမည်တွေအသီးသီးပေးထားကြတယ်သူကတော့ဘယ်သူကဘယ်သူနဲ့ဆိုနာမည်တွေနော်သူ့အမေဖေကဘယ်သူနဲ့ဆိုပြီးတော့နာမည်တွေပေးထားအဲ့ဒါလို့အပေါ်ယံနာမည်တွေပေးထားလင်ကစားလူတိုင်းမှာရှိနေတာနာနဲ့ရုပ်ဒီနှစ်ခုပဲရှိတယ်အဲ့ဒီထဲမှာရုပ်ဆိုတာခန္ဓာကိုယ်ရုပ်ခန္ဓာကိုယ်ကြီးပေါ့ဘော်ဒီကြီးပေါ့အဲ့ဒီရုပ်ပေါ်မှာမှီပြီးတော့သိတတ်တဲ့အာယုံကိုသိတတ်တဲ့သဘာဝတရားတွေကနာမ်လို့ဟောရုပ်နဲ့နာမ်ဒီနှစ်ခုကလွဲလို့ဘယ်ဟာမှမရှိဘူးအဲ့ဒီနှစ်ခုရှိစားခြင်းနဲ့စိတ်ကလေးပေါ်လာတယ်စားခြင်းနဲ့စိတ်ကလေးပေါ်လာတော့စားလိုက်တယ်ဒါကိုကြည့်ပြီးတော့စားခြင်းနဲ့စိတ်ကလေးကနံတရားစားလိုက်တာကရုပ်တရားလို့ဒီလိုဆိုကြပါပေါ့နော်ဝိတ္တုတိမေမှာဆိုထားတဲ့အတိုင်းအဲ့ဒီလိုနံတရားနဲ့ရုပ်တရားဒီနှစ်မျိုးသာရှိတယ်အဲ့ဒီနှစ်မျိုးသာတရားဆိုတာမရှိဘူးငါဆိုတာလည်းမရှိဘူးငါဟာဆိုတာလည်းမရှိဘူးလို့ဒီလိုခွဲခြားသိလာနိုင်တဲ့နာမရူပပရိစ္ဆေဒဉာဏ်လို့ခေါ်တယ်တရားဆိုတာမရှိဘူးအဲ့ဒီနာယုံနှစ်ပါးဟာဆိုင်ရာအကြောင်းတွေကြောင့်ဖြစ်နေတယ်လို့ဆိုတဲ့ပရိစ္ဆေသမုပ္ပါရှုထောင့်ကနေဆင်ញင်သုံးသပ်နိုင်လို့ရှိရင်ပစ္စယပရိက္ခဉာဏ်လို့ခေါ်တယ်အဲ့ဒီနာမရူပပရိစ္ဆေဒဉာဏ်နဲ့ပစ္စယပရိက္ခဉာဏ်ဒီဉာဏ်နှစ်ခုဟာဒီအရေးပါတဲ့ဝိပဿနာဉာဏ်ရဲ့အခြေခံဉာဏ်နှစ်ခုပဲဖြစ်တယ်အဲ့ဒီဉာဏ်နှစ်ခုကိုအခြေခံပြီးတော့မိမိသိမြင်ထားတဲ့ယုတ်တရားနံတရားကိုမမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုမပိုင်တဲ့သဘောနဲ့ဆင်ញင်သုံးသပ်လာပြီဆိုဝိပဿနာတမ္မာဒိဋ္ဌိလို့ခေါ်တယ်ပေါ့အဲ့တော့မဂ္ဂင်၈ပါးအကျင့်တရားဆိုဒီမှာက
ကာမတက္ကတာသမ္မာဒိဋ္ဌိကိုခြေခံပြီးတော့ဝိပဿနာသမ္မာဒိဋ္ဌိကိုရအောင်လုပ်နိုင်ရနော်ရလာပြီဆိုရင်မှန်ကန်တဲ့အမြင်တစ်ခုရလာပြီအဲ့ဒီမှန်ကန်တဲ့အမြင်တစ်ခုဟာဘာကြောင့်ဖြစ်ပေါ်လာသလဲဆိုရင်မှန်ကန်တဲ့အတွေးလို့ဆိုတဲ့သမ္မာသင်္ကပ္ပကြောင့်ဖြစ်လာအဲ့တော့မဂ္ဂင်၈ပါးဖွဲ့စည်းထားပုံလေးအကြည့်မှန်ကန်တဲ့အမြင်ရှိရမယ်မှန်ကန်တဲ့အတွေးရှိရမယ်အေးမှန်ကန်တဲ့အတွေးရှိမှစကားပြောရင်လည်းမှန်ကန်တာဖြစ်တယ်သမ္မာဝါစာစကားပြောမှန်ကန်မှအလုပ်လည်းမှန်ကန်တယ်သမ္မာကမ္မန္တအလုပ်နဲ့အပြောနဲ့လူတွေဟာအသက်မွေးကြတာဖြစ်သောကြောင့်မှန်ကန်တဲ့အလုပ်မှန်ကန်တဲ့အပြောနဲ့အသက်မွေးတာကိုသမ္မာအာဇီဝလို့ခေါ်တယ်အချင်းချင်းအပြင်ပြောမယ်ဆိုဒီလိုဒါဖြင့်ဒီမှန်ကန်တဲ့နည်းနဲ့အသက်မွေးတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာကျိုးပန်းအထုတ်မှုမရှိဘဲမဖြစ်နိုင်ဘူးဒါကြောင့်မို့ကျိုးပန်းအထုတ်မှုဟာအရေးကြီးတယ်ကျိုးပန်းအထုတ်မှုကိုသမ္မာဝါယာမလို့ခေါ်တယ်သမ္မာဝါယာမဆိုတာကျိုးပန်းမှု၄ရပ်ကျိုးပန်းမှု၄ရပ်ဆိုတာကိုယ်တဏ္ဍာမှာမကောင်းတဲ့စိတ်တွေမကောင်းတဲ့သဘာဝတရားတွေမဖြစ်သေးရင်မဖြစ်အောင်ဆုပ်ပိတ်နိုင်ရမယ်ဖြစ်လာပြီဆိုလို့ရှိရင်တွန်းထုတ်ဖယ်ရှားပြစ်ဖို့ကြိုးစားရမယ်ကောင်းမြတ်တဲ့စိတ်နေသဘောထားတွေကိုဖြစ်အောင်မွေးမြူရမယ်ဖြစ်လာလို့ရှိရင်တိုးပွားလာအောင်လုပ်ရမယ်ဆိုဒီကြိုးပမ်းမှု၄ရပ်အဲ့ဒီကြိုးပမ်းမှု၄ရပ်ကိုသမ္မာဝါယာမလို့ခေါ်တယ်အဲ့ဒီလိုကြိုးပမ်းအထုတ်တဲ့အခါမှာမှန်ကန်တဲ့အာယုန်တစ်ခုနဲ့စိတ်နဲ့ဟာတွဲဖက်နေဖို့သမ္မာတတိလို့ခေါ်တယ်တွဲဖက်ထားတဲ့အာယုန်ပေါ်မှာစိတ်ကလေးတည်ငြိမ်နေမှုကသမ္မာသမာဓိလို့ဆိုဟောမဂ္ဂင်၈ပါးအကျင့်တရားဆိုတာမြတ်စွာဘုရားကအဲ့ဒီလိုခွင်းဆက်ပေးတယ်ဖျားပွင့်လာမှမဂ္ဂင်၈ပါးလမ်းကြောင်းဆိုတာပေါ်လာတာဖြစ်တယ်ပေါ့မဂ္ဂင်၈ပါးလမ်းကြောင်းပေါ်မတက်နိုင်လို့ဒါနကောင်းမှုသီလဆောက်တည်မှုသီလဆောက်တည်မှုလေးနဲ့ဆိုရင်လောကလူသားတွေဟာဆင်းရဲဒုက္ခအတော်သက်သာသွားပြီဒါနကိုပြည့်ပြည့်စုံစုံလုပ်မယ်သီလကိုဆောက်တည်မယ်ဆိုရင်လူပြည်နတ်ပြည်ရောက်နိုင်တယ်ပေါ့အဲ့တော့လောကမှာဘုန်းကြီးတို့တွေလူပြည်နောက်လာတာဘာမှတန်တရားမရှိနဲ့အတိတ်ဘဝကဒါနကောင်းမှုလုပ်ခဲ့တယ်သီလဆောက်တည်ခဲ့တယ်အဲ့ဒီဒါနသီလကုသိုလ်ကြောင့်ရောက်နေတာလူဘဝရောက်တယ်ကိုလိုပဲကံမကောင်းမဲ့နဲ့တိရစ္ဆာန်ဘဝရောက်နေတဲ့တရားတွေကိုတစ်စိတ်တစ်စောင်းကြည့်ကြည့်လိုက်နော်ကံဆိုးနေတဲ့တရားတွေလောကမှာအများကြီးပဲအေးဒါနသီလရှိတဲ့ပုဂ္ဂိုလ်ကလူဘဝနတ်ဘဝရောက်လာကြတယ်အဲ့ဒီထက်မဲ့တမာတိကျင့်စဉ်ကိုကျင့်လို့ဇံရပြီဆိုရင်ပြမဘုံရောက်ပြန်အဲ့တော့ဒါနသီလဘာဝနာဆိုတာလုပ်လိုက်လို့ရှိရင်ပြမဘုံထီအောင်ရောက်သွားမြတ်စွာဘုရားပွင့်လာတဲ့အခါမှာဒီတန်တရားကထွက်တဲ့နည်းတွေထီအောင်မြတ်စွာဘုရားကဟောပြောလာတဲ့အခါဘာဝနာဆိုတဲ့အထက်မှာဝိပဿနာဘာဝနာလို့ဆိုတယ်အေးယုံနဲ့နာကလွဲလို့တရားဆိုတာမရှိဘူးယုံနဲ့နှစ်ခုဖြစ်ပေါ်ခြင်းမျှသာဖြစ်တယ်ကမ္မတ္တကာရကောနတ္ထိကံတရားကိုပြုလုပ်သူဆိုတာမရှိဘူးအကြောင်းတရားဖြစ်ပေါ်မှုသာရှိတယ်ဝိပါကတ္တသဝေရကောအကျိုးတရားကိုခံစားသူပုဂ္ဂိုလ်တရားဆိုတာမရှိဘူးအကျိုးတရားဖြစ်ပေါ်မှုသာရှိတယ်သုဒ္ဓဓမ္မပဝတ္တန္တိသဘာဝတတ္တတာဖြစ်တာဧဝိတံသမ္မထသနာဒါမှန်ကန်တဲ့အမြင်လို့ဒီလိုဆိုဒါဝိပဿနာသမ္မာဒိဋ္ဌိကိုပြောတယ်နော်အဲ့ဒီလိုမှန်ကန်တဲ့အမြင်တစ်ခုနဲ့မြတ်စွာဘုရားပွင့်လာလို့ဒီလမ်းကြောင်းတွေဟာပေါ်လာတာဖြစ်တယ်ဖယားမပွင့်ခင်တော့ဘလောက်တကူကြီးတဲ့ပုဂ္ဂိုလ်တွေဘလောက်ပဲအသိဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်သမထချင်းစဉ်တစ်ခုလောက်ပဲဟောပြောနိုင်ကြတယ်ဝိပဿနာကိုမဟောနိုင်ဘူးဒါကြောင့်မို့လို့မြတ်စွာဘုရားကသူပတ္ထဆိုတဲ့ပရပိုက်ကြီးနဲ့တွေ့တဲ့အခါမှာမြတ်စွာဘုရားရှင်းရှင်းလေးပြောတယ်နှစ်ပေါင်း52နှစ်အတွင်းမှာတဲ့ဝိပဿနာဉာဏ်ရဲ့အစိတ်ပိုင်းလေးတောင်ဟောနိုင်တဲ့ပုဂ္ဂိုလ်လောကမရှိဘူးငါဘုရားသာသနာမှာသာရှိတယ်ဆိုတာဟာနှစ်ပေါင်း52နှစ်ဆိုတာမြတ်စွာဘုရားသူ့ဘဝကိုရည်ညွှန်းလိုက်တာနော်အလုံးသိကြတဲ့အတိုင်းဘုရားလောင်းတော်ဟာနော်ဘုရားလောင်းတော်ဟာ35နှစ်မှာဘုရားဖြစ်တယ်29နှစ်မှာတောထွက်လာတယ်အဲ့ဒီကလေးကနေစပြီးတော့တရားရှာလိုက်တယ်တရားရှာလိုက်တဲ့အခါမှာအဲ့ဒီဘုရားဖြစ်နေနေတာ45နှစ်တရားရှာနေတာ6နှစ်အဲ့ဒါပေါင်းလိုက်တဲ့အခါ52နှစ်အဲ့ဒီ52နှစ်အတွင်းမှာဆရာပေါင်းမျိုးစုံကြုံတွေ့ခဲ့ဝိပဿနာဉာဏ်ရဲ့အစိတ်အပိုင်းလေးတောင်ဟောနိုင်တဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့မြတ်စွာဘုရားသာသနာမှာသာရှိတယ်
အဲ့ဒါသူခောဗုဒ္ဓနာမဟုတ်ပါတော့ဖျားပွင့်လို့ဒီအခွင့်အလန်းတွေရလာနော်အခွင့်အလန်းတွေဖွင့်ပေးလိုက်တယ်ဖွင့်ပေးလိုက်တဲ့အခွင့်အလန်းတွေဟာဖြစ်ပေါ်လာပြီသို့တော့ဖြစ်ပေါ်လာတဲ့အခွင့်အလန်းကိုအသုံးမချဘူးခါတိုင်းလိုပဲစားကာတောက်ကာပြောကာဖားကာစီးပွားရှာကာနဲ့နေမယ်ဆိုလို့ရှိရင်ဒီအခွင့်အလန်းဟာကုန်သွားအောင်မှာပဲလွန်မြောက်သွားအောင်မှာပဲလွန်မြောက်သွားတာကြတော့ဘုရားရဲ့အပြစ်နဲ့မဆိုင်ဘူးကိုမလုပ်တာပဲဖြစ်မယ်လောကကြီးဟာဘယ်သူမပြုမိမိမှုလို့ဆိုတဲ့အတိုင်းမြတ်စွာဘုရားပွင့်ခြင်းကြောင့်ဒုက္ခဆိုတဲ့ချမ်းသာဒုက္ခကိုရဖို့ဟိတလို့ဆိုတဲ့အခွင့်ကောင်းတွေအများကြီးဖြစ်ပေါ်လာတယ်နောက်ဆုံးနိဗ္ဗာန်ထီအောင်ရောက်သည့်ထီအောင်အခွင့်ကောင်းကြီးတွေဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာတဲ့အခွင့်ကောင်းတွေကိုစနစ်တကျအသုံးမချနိုင်ဘူးဆိုလို့ရှိရင်ဒုက္ခဆိုတဲ့ပန်းနိုင်ကြီးကိုရောက်မှာမဟုတ်ဘူးဒါကြောင့်မို့ဘုရားပွင့်ခြင်းဟာဘုဟုဇနဟိတယဘုဟုဇနဒုက္ခယတရားတွေကိုအခွင့်တူးတွေဘဝရဲ့အခွင့်အရေးတွေကိုဖြစ်ပေါ်စေတယ်ဖြစ်ပေါ်စေတဲ့အခွင့်အရေးတွေကိုစနစ်တကျသုံးစွဲတဲ့ပုဂ္ဂိုလ်တွေဟာချမ်းသာဒုက္ခကိုရစေတယ်ရကြတယ်လို့ဒါကိုရည်ညွှန်းပြီးတော့သူခောဗုဒ္ဓနာမုပ္ပါရောလို့ဒီလိုဟောကြားဆုံးမတာဖြစ်ပါတယ်ဒါကြောင့်မို့ဘုရားဘာသာဝင်သူတော်စင်များအနေနဲ့ယခုလိုမြတ်ဗုဒ္ဓရဲ့သာသနာတော်မှာကြုံတွေ့နေကြရတဲ့အခါဘုန်းကြီးတို့တွေအားလုံးဟာအခွင့်တူဘဝရဲ့အခွင့်အရေးတွေကိုရရှိနေကြဆဲဖြစ်တယ်အဲ့ဒီရရှိနေကြဆဲအခွင့်အရေးတွေမှာမှန်ကန်တဲ့နိလန်းလို့ဒီအခွင့်အရေးမိမိတို့အတိုင်းတာလိုက်အသုံးချကြရမှာဖြစ်တယ်အကယ်၍အခွင့်အရေးကိုအသုံးမချလို့ရှင်အချိန်ဟာတဖြည်းဖြည်းကုန်ဆုံးသွားမှာဖြစ်တယ်အရှိလောကရကထွက်ပေါ်လာတဲ့နေမင်းကြီးဟာနတ်တဲ့ချိန်ကနေစပြီးတော့ထွက်လာတာတဖြည်းဖြည်းနဲ့အနောက်တောင်ဆွဲမှာပျောက်ကွယ်သွားမယ်အနေအထားမျိုးရောက်မှာပဲမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာလည်းပဲထို့တူပဲပေါ်ထွန်းလာပြီးတဲ့နောက်ဆုံးမှာပျောက်ကွယ်သွားမယ်ပျောက်ကွယ်သွားတဲ့အခါမှာကမ္ဘာလောကကြီးတစ်ခုလုံးမှောင်ကျသွားပြီးဘဝရဲ့အခွင့်အရေးတွေဆိုတာဆုံးရှုံးသွားမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့နေမဝင်ခင်ဘုန်းကြီးတို့တွေကြိုးစားအားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း